ဒီအရွယ်နဲ့နိုင်ငံရေးကိုစိတ်ဝင်စားတယ်သားလေးတော်လိုက်တာသားကိုဖေဖေရှင်းပြမယ်တိတိကျကျနားထောင်ဟုတ်ကဲ့ပါဖေမင်းတို့ငါတို့နေတဲ့ဟောဒီအိမ်မှာတအိမ်လုံးစားဖို့တောက်ဖို့ပတ်စံဘသူရှာလဲအဖေကြီးရှာတာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီအိမ်ရဲ့အရင်းရှင်ကဖေဖေပဲဟုတ်ပြီဒါဆိုမေမေကြီးရောထည့်ခဲ့တဲ့မိကန်တစ်တာကိုကျွန်တော်တော့မခတ်မိခဲ့ဘူးခင်ဗျအဲ့ဒါကျွန်တော်တခိုးခိုးသွားမှဆိုလို့အိမ်ပြန်တော့ခတ်ခွင့်ပြုပါလွတ်တော်ဥက္ကဋ္ဌတခွန်းပဲပြန်ဖြေလိုက်တယ်ပြဿနာမရှိပါဘူးတဲ့ကိုယ်စလဲတွေအကုန်လုံးဒီထဲမှာရှိတာပဲတဲ့အင်မတန်ချစ်စရာကောင်းတဲ့ဒလိရှိပါတယ်ဟိုဘက်အိမ်ဒီဘက်အိမ်ညှော်ကြော်ကြမယ်ဆိုရင်អော်တော့တာပဲညှော်မယ်ပြို့ဆိုပြီးអော်လိုက်တာပဲဘာကြောင့်လဲကို့အတွက်နဲ့သူများအနှောက်အယှက်မဖြစ်စေခြင်းလို့ဒါအင်မတန်ရိုးတယ်ဘယ်သူမှမရေးပဲနဲ့အမေရိကန်နိုင်ငံရဲ့လူ့အခွင့်အရေးကြီးညာစရန်ပါစရာမလိုပါဘူးကျွန်တော်တို့မြန်မာမှာဒီဒလိရှိပြီးသားပဲအဲ့ဒါလူမှုဝန်ကျင်ကပေးလိုက်တဲ့အခွင့်အရေးပဲသိရမှာပေါ့တင်ချာမှာတစ်ခုရှိပါတယ်တစ်နဲ့တစ်ပေါင်းရင်3ညဖြစ်တယ်တစ်နဲ့တစ်ပေါင်းပြီး1ဖြစ်တယ်တစ်နဲ့တစ်ပေါင်းပြီး2ဖြစ်တယ်တစ်နဲ့တစ်ပေါင်းပြီး3ဖြစ်ဖို့တော်တော်ခက်တယ်အခုကျွန်တော်အဲ့လိုကြီးပြောလိုက်တော့ကြောင်တောင်ကြီးဖြစ်เสียပါတစ်နဲ့တစ်ပေါင်းပြီး3ညဖြစ်တယ်ဆိုတော့ကျွန်တော်နဲ့ခမားနဲ့ပေါင်းပြီးဘာအလုံးမှမဖြစ်ရင်3ညပဲကျွန်တော်နဲ့ခမားနဲ့ပေါင်းပြီးအလုပ်လုပ်ပြီးတော့ကျွန်တော်မှရှိသလောက်ပဲကျွန်တော်ထွက်လာရင်သူ့မှာရှိသလောက်ပဲထွက်လာရင်ဘာတိုးတက်မှုမှမရဘူးတစ်ကတစ်ကျွန်တော်တို့2ယောက်ပေါင်းပြီးအလုပ်လုပ်လိုက်တဲ့အခါမှာတယောက်နဲ့ပေါင်းလို့2ယောက်ဖြစ်တယ်ဆိုရင်ပုံမှန်ပေါ့2ယောက်ပေါင်းပြီးတော့3ဖြစ်သွားတယ်ဆိုရင်ပုံမှန်ထက်မြင့်တဲ့အနေအထားတစ်ခုကိုရောက်သွားတယ်ဆိုင်နာကြီးပေါ့ဗျာကျွန်တော်အဲ့လိုရည်စူးပါတယ်3ယောက်ပေါင်းပြီးဒီကနေ့ညပြောတဲ့စကားဝိုင်းကနေအကျိုးဖြစ်စေတဲ့အတွေးလေးတစ်ခုကြံခဲ့ရင်ကျေနပ်လာပြီဆိုင်နာကြီး3လီမကိုးကြတော့ဘူး3လီ10ကြရအောင်ဆိုကျွန်တော်3လီ10လို့ကျွန်တော်ပြောလိုက်တာပါကျွန်တော်တို့တိုင်းပြည်မှာဒီနေ့ခေတ်အချိန်ခါမှာအရန်အရေးကြီးတဲ့3ချက်ခုကျွန်တော်ပြောခြင်းလို့ပါအဲ့ဒီ3ခုများတာပြည့်စုံရင်ကျွန်တော်တို့ဆိုင်နာကြီးလို့ခေါ်တဲ့အကျိုးဖြစ်ထွန်းတဲ့လူမှုအဖွဲ့အစည်းတစ်ခုစီကျွန်တော်တို့ဥတီပြီးသွားကြရတော့မယ်ခက်နေတာကျွန်တော်တို့စီမှာကအဲ့ဒီ3ခုပထမဦးဆုံး3ခုကိုကျွန်တော်ပြောခြင်းတယ်အဲ့ဒါတော့ဤ3လုံးပေါ့ဗျာပြောမယ်ဤ3လုံးဆိုတော့နည်းနည်းနန်တာပေါ့နော်အဲ့ဒီဤ3လုံးမဟုတ်ပါဘူးကျွန်တော်မလွဲတာလို့အင်္ဂလိပ်စကားလုံးကိုပြောရတာကျွန်တော်တတ်နိုင်ဆုံးအင်္ဂလိပ်စကားလုံးမပြောချင်ဘူးရှောင်မှမယ်ဒါပေမဲ့မလွဲတာလို့ပေးပြောပါဤ3လုံးဆိုတာပထမဦးဆုံးတစ်လုံးက emotion စိတ်ခံစားမှုရှိကြတယ်ဆရာညီပုလေးတို့စာရေးတယ်စိတ်ခံစားမှုမရဘဲနဲ့ဘာစာမှရေးလို့ရမှာမဟုတ်ဘူးစာဖတ်တဲ့လူကလည်းစိတ်ခံစားမှုရှိမှစာဖတ်ကြမယ်ချစ်ကြမယ်မုန်းကြမယ်အမြင်ကပ်ကြမယ်အဲ့ဒီစိတ်ခံစားမှုပေါ့ဆိုပါတော့ဗျာအမြင်ကပ်ကြမယ်ဆိုတော့တချို့ကပြောတယ်မင်းတို့ဗမာတွေဘာလို့ဆင်းရဲတာလဲကျွန်တော်တငယ်ချင်းတရားပြန်ဖြေတယ်အစိုးရကိုမကျေနပ်ဘူးကွာအဲ့ဒါဘာဆိုင်လို့အဲ့အစိုးရကိုမကျေနပ်တော့ကြေရလည်းမပြောရဘူးအိမ်ထဲဝင်ပြီးတော့ကြိတ်ပြီးတော့ဆဲရင်ကနေဆင်းရဲသွားတယ်စိတ်ထဲမှာနာလိုက်တာဟိုပြိတ္တကလက်ခုပ်တီးပြီးတော့ရည်တယ်ကျွန်တော်ကတော့စိတ်ထဲနာတယ်တော်တော်နာကျင်နဲ့ရည်ရတယ်ပြက်လုံးပေါ့ဘာလို့လဲဆိုတော့ဘာဖြစ်လို့မကျင်တတ်တာကိုကြိတ်ပြောနေရပြောင်းပြောပေါ့လူပဲပြောတော့လူတွေအားလုံးရဲ့အခွင့်အရေးလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာဝေဖန်ပိုင်းခြားခွင့်ကျွန်တော်တို့လူပဲဗျာမကြိုက်တာကိုမကြိုက်ဘူးလို့ပြောရမှာပဲမကြိုက်တာကိုမကြိုက်ဘူးလို့ကြိတ်ပြောနေရမယ်ခက်မဟုတ်တော့ပါဘူးဒီနေ့ဒီချိန်ဒီအခါမနေ့ကကြောက်ချင်ကြောက်ခဲ့မယ်ဒီနေ့ညဒီစကားဝိုင်းအပြီးမှာတော့မကြောက်ကြပါနဲ့တော့ပြောစရာရှိရဲပြောပါအချိန်နဲ့အချိန်ခါပြောင်းလဲရပြီရဲတွေးပြီးရဲပြောတဲ့ဒလိကိုဒီနေ့ညကစထူထောင်ကြပါနောက်တစ်ခုကစောစောကကျွန်တော်တို့နိုင်ငံရေးလောက်ကြတဲ့
အကြောင်းကိုဆရာလည်းပြောသွားပါတယ်အားလုံးလည်းကြားဘူးနေကြတယ်နိုင်ငံရေးလို့တော့ထောင်ကြတယ်ဟုတ်တာပေါ့နိုင်ငံရေးလို့ရင်ထောင်မကြဘူးဆိုတော့တယောက်မှမရှိဘူးစောစောကတော့တယောက်ကလာပြောသေးတယ်နိုင်ငံရေးအကျဉ်းသားတွေကိုလှူခြင်းလို့ဆရာဦးဝင်းတင်စီလှူပါလို့နိုင်ငံရေးလို့ရင်ထောင်ကြတယ်ဆိုတဲ့ခစ်ကတော်ဖို့ကောင်းပြီဒီနေ့ညအစလို့နိုင်ငံရေးလို့ရင်ထောင်မကြဘူးဆိုတဲ့ခစ်ကိုကျွန်တော်တို့ပြောင်းကြရအောင်အဲ့ဒါအစိုးရကိုကြီးပဲပြောနေဖို့မလိုပါဘူးကိုယ်တိုင်ကစပြောင်းဖို့လိုတာကျွန်တော်နိုင်ငံရေးလုပ်လို့ရပါတယ်ထောင်မကြတဲ့နိုင်ငံရေးလို့ပြောနေတာမဟုတ်ဘူးနိုင်ငံရေးလုပ်လို့ထောင်မကြဘူးလို့ကျွန်တော်ပြောနေတာပါကျွန်တော်တို့ရဲတွေးပေါ့ရဲပြောပေါ့အဲ့တော့ခုနကကျွန်တော်ပြောတဲ့ E ဆိုတဲ့ခံစားမှု emotion ကိုယ်မှာရှိတဲ့ခံစားမှုကိုမှကိုမပြောရဲရင်ဘယ်သူသွားပြောอ่ะဘယ်သူကိုစားပြုပြီးတော့ကျွန်တော်တို့ငားပြောကြရမှာစင်ကာပူနိုင်ငံကလီကွမ်ယူကြားဖို့နေကြပါတယ်အားလုံးကျွန်တော်သိမုန်းတာသူ့နိုင်ငံတိုးတက်တာမှန်တယ်ဘေးနိုင်ငံတွေကိုအယမ်းပုတ်ခတ်တယ်ကျွန်တော်တို့နိုင်ငံဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမဆိုရင်သူနှိပ်စက်တဲ့တန်ကိုတော်တော်ခံရတယ်အဲ့ဒီလူကဘာပြောလဲဆိုတော့ဒီနေ့ခေတ်မှာ emotion တွေမလိုချင်ဘူးစိတ်ခံစားမှုရှိတဲ့လူတွေကိုမလိုချင်ဘူးပေါ့ခေတ်က education ခေတ်တဲ့ပညာရေးခေတ်ပေါ့ဟုတ်တာပေါ့သူ့အနေနဲ့ပြောအားရှိတယ်ဘာကြောင့်လဲဆိုတော့စင်ကာပူဆိုတဲ့နိုင်ငံကပညာရေးကိုပွဲစားလုပ်ပြီးချမ်းသာလာတဲ့နိုင်ငံအဲ့တော့သူက emotion ခေါ်တဲ့ခံစားမှုကိုမလိုချင်ဘူးလို့ပြောတာကျွန်တော်တို့ကတော့လိုချင်တယ်ဟောဒီကမြင်းညာပြိတ္တကြီးလဲလိုစေချင်တယ်ဘာကြောင့်လဲစိတ်ခံစားမှုခေါ်တဲ့ emotion တစ်လုံးကိုမှမရရင် aesthetic အင်္ဂလိပ်စကားလုံးပဲသို့တော့ American စလုံးပေါင်းနေဆိုတော့ aesthetic နောက် တစ်လုံးပေါ့ယတဘာမှမခံစားရတော့ဘူးအလှအပတရားဘာမှမသိတော့ဘူးပကံမှာနေဝင်ချင်းကိုလာကြည့်နေကြတဲ့နိုင်ငံသားတွေညနေရလဲတပုံကြီးတွေ့တယ်နေဝင်ချင်းကဘယ်နာကြည့်ကြည့်လှတာကြီးပဲပကံကကြည့်ရင်ပိုလှတယ်ဗမာပြည်ကလူကကြည့်လဲလှတာပဲအိန္ဒိယကလူလာကြည့်လဲလှတာပဲအမေရိကကလူလာကြည့်လဲလှတာပဲဒါကြီးကိုလှမှဘာဖြစ်လို့ဘသူကသတ်မှတ်တာလဲအဲ့ဒီအလှတရားဆိုတာစိတ်ခံစားမှုကြောင့်အဲ့ဒီအလှတရားဖြစ်လာအတူတူကြီးပဲအမေရိကန်လည်းလှတာကိုမြင်တတ်တယ်ဗမာလည်းလှတာကိုမြင်တတ်တယ်ကလားလည်းလှတာမြင်တတ်တယ်တရုတ်လည်းလှတာမြင်တတ်တာပဲအဲ့ဒီ emotion ခေါ်တဲ့စိတ်ခံစားမှုကျွန်တော်တို့မရခဲ့ရင်အဲ့ဒီ aesthetic လို့ခေါ်တဲ့အလှတရားကိုမခံစားတတ်တော့ဘူးအဲ့ဒီလိုအလှတရားကိုမခံစားတတ်တော့ဘူးဆိုတာ ਨੇ နောက် E တစ်လုံး empathy ခေါ်တဲ့စာနာမှုတရားဘယ်တော့မှအဲ့ဒီလူမှမရှိတော့ဘူးအဲ့ဒါကတော့ကျွန်တော်ဖြစ်တယ်လို့ तू မဖြစ်ပါစေနဲ့ကျွန်တော်နာတယ်လို့ तू မနာပါစေနဲ့ကျွန်တော်ခံရတယ်လို့ तू မခံရပါစေနဲ့ဆိုတဲ့ကိုချင်းစာစိတ်စာနာစိတ်ဆိုတဲ့တရားပဲအဲ့တော့ကျွန်တော်ဤသုံးလုံးလို့ကျွန်တော်ပြောရတာအရေးကြီးလို့ပါအဲ့ဒီတစ် emotion စိတ်ခံစားမှုရှိမှနှစ် aesthetic အလှဗေဒယတဗေဒကိုနားလည်မယ်အဲ့ဒါကိုနားလည်မှတတိယမြောက် empathy လို့ခေါ်တဲ့ကိုချင်းစာနာစိတ်တရားရှိလာမယ်ကိုချင်းစာနာစိတ်တရားမရှိတော့လက်ပံတောင်ဖြစ်လာတာပေါ့ဒီရွာကြီးတရွာလုံးမှာဒီရေတွေကိုတောက်လို့မရပါဘူးအဲ့ဒီရေတွေနဲ့စိုက်လိုက်လို့ဒီအပင်တွေမပွင့်တော့ပါဘူးမသီးတော့ပါဘူးလို့ဆိုရင်ဒီအလုတ်လုတ်တင်တယ်မလုတ်တင်ဘူးဆိုတာအုံနောက်ရှိပြီးထမင်းစားတဲ့လူတိုင်းသိတယ်ကျွန်တော်မူဆယ်ကိုတနေ့ရောက်သွားတော့စိတ်ထဲခံစားဗမာပြည်ဘက်ကတောင်ကိုဖြိုပြီးတော့တရုတ်ပြည်ဘက်ကတွင်းတွေကိုသွားဖို့ပေးနေရတယ်ကိုယ့်စီကတောင်နှလုံးဖြိုရင်ဟိုဘက်ကကျင်းနှစ်ကျင်းဖြည့်ပြီးသားဖြစ်တယ်မြေပြန့်ချင်းဖြစ်အောင်ညှိတာဟုတ်ဗျာသူ့ဘက်ကပြည့်သွားပြီမဲ့ကိုယ့်ဘက်ကညော့သွားတာတောင်နှလုံးကိုချင်းစာနှိတ်ရှိခဲ့ရင်ဒီလှုပ်လှုပ်ပါမလားကိုချင်းစာနာစိတ်တရားထားခဲ့ရင်ဘာဘုံဖြစ်ဖြစ်ဗျာမိကိုဘုံဖြစ်ဖြစ်ဘာဘုံဖြစ်ဖြစ်အဲ့ဒီဘုံနဲ့ပြစ်ပါမလားငါများအဲ့ဒီလိုအပြစ်ခံလိုက်ရင်ငါဒီလိုခံစားရပါမလားဆိုတဲ့စိတ်ဘာကြောင့်မရှိတာ aesthetic လို့ခေါ်တဲ့ခုနအလှတရားကိုသူတို့နားမလဲလို့ပေါ့ emotion ဆိုတဲ့စိတ်ခံစားမှုအခြေခံကိုသူတို့မသိလို့ပေါ့အဲ့ဒါဘာလို့မသိတာလဲရှင်းရှင်းလေးပဲစာမဖတ်လို့ပေါ့စာမဖတ်တဲ့ကောင်တွေရှေ့ရောက်လာရင်တိုင်းပြည်မှာကြောက်စရာကောင်းတယ်အဲ့ဒါကိုသတိနည်းနည်းပြုပေးပါ
အဲ့တော့ကျွန်တော်ပြောချင်တဲ့ပထမဦးဆုံးဤသုံးလုံးကတော့အဲ့ဒါပဲအဲ့တော့ကျွန်တော်ကစကားတစ်ခွန်းပြောတဲ့အခါမှာလည်းပြဿနာရှိတယ်ဟိုကျွန်တော်မို့လို့မပြောလိုက်နဲ့ပြောလိုက်ရင်ပြဿနာပေါ်လာတယ်လို့အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီလိုကစကားတစ်ခွန်းကိုပြောလိုက်ရင်အဲ့ပြောတဲ့စကားနဲ့အဓိပ္ပာယ်ကောက်တာနဲ့လည်းလွဲသွားနိုင်တယ်အဲ့လိုလွဲသွားတဲ့အခါကျရင်လည်းဒီလိုတယောက်နဲ့တယောက်နဲ့နားလည်မှုလွဲတတ်ပါတယ်ဆိုပါတော့ကျွန်တော်တို့လွတ်တော်မှာပေါ့ဗျာလွတ်တော်မှာကိုယ်စားလှယ်တွေကလည်းအများကြီးထိုင်နေကြတယ်အဲ့အချိန်မှာလွတ်တော်ဥက္ကဋ္ဌကနေခွင့်ပြုတယ်ကဲမေးစရာရှိမေးဆွေးနွေးစရာရှိဆွေးနွေးလို့ရပါပြီလွတ်တော်ကိုယ်စားလှယ်တွေထားပြီးဆွေးနွေးကြပါဗျာအဲ့အချိန်မှာတောင်းကလွတ်တော်ကိုယ်စားလှယ်ကထားရတယ်လွတ်တော်ဥက္ကဋ္ဌကိုသူခွင့်တောင်းတာပေါ့ဥက္ကဋ္ဌကကျွန်တော်တစ်ခုလောက်ပြောပြရစီဆိုတော့ဥက္ကဋ္ဌကပြောတယ်ဟုတ်ခမားအလှည့်မရောက်သေးဘူးလေသူများတွေအလှည့်ခဏစောက်ဟုတ်ပါဘူးခင်ဗျာဥက္ကဋ္ဌကျွန်တော်အရေးကြီးလို့ပါပြောခွင့်ပြုပါဟောဒုက္ခပါပဲကဲပြောဘာပြောနေတာပြောဒီလိုပါခင်ဗျာဟိုကျွန်တော်အခုအိမ်ကထွက်လာတာကျွန်တော်အိမ်ကမိကန်တစ်တာထဲမှာကျွန်တော်ပတ်စံနေကျွန်တော်ထည့်ခဲ့ပါတယ်အဲ့ဒါဘာဖြစ်လဲအဲ့ထည့်ခဲ့တဲ့မိကန်တစ်တာကိုကျွန်တော်တော့မခတ်မိခဲ့ဘူးခင်ဗျာအဲ့ဒါကျွန်တော်တခိုးသွားမှဆိုလို့အိမ်ပြန်တော့ခတ်ခွင့်ပြုပါလွတ်တော်ဥက္ကဋ္ဌတခွန်းမဲ့ပြန်ဖြေလိုက်တယ်ပြဿနာမရှိပါဘူးတဲ့ကိုယ်စားလှယ်တွေအကုန်လုံးဒီထဲမှာရှိတာပဲတဲ့အမှန်ကတော့အားလုံးလက်ဒီမှာပဲအတူတူပဲလို့ပြောတာလေပြိတ္တကဘယ်လိုသဘောပေါက်သွားလဲမသိဘူးနော်ကျွန်တော်ပြောချင်တာအားလုံးဒီမှာထိုင်နေကြတာပဲခင်ဗျားလည်းပြန်မနေပါနဲ့ခိုးသွားပလိစီပေါ့ဗျာဆိုတဲ့စိတ်နဲ့ပြောပုံရပါတယ်ဒါပေမဲ့အဓိပ္ပာယ်အရတော့ခုနပြိတ္တနဲ့တူတူပဲဖြစ်သွားပုံရတယ်ဆိုတော့ကျွန်တော်ပြောချင်တာအဓိပ္ပာယ်ကောက်လွဲမှာဆိုပါတယ်သို့တော့ကျွန်တော်တို့ခုနဤသုံးလုံး formula ဆိုတဲ့ကျွန်တော်ဤသုံးလုံးကနေနောက်ထပ်သုံးလုံးကျွန်တော်ထပ်တိုးလိုက်ချင်တာသိရေးကြည့်ပါတယ်ကျွန်တော်ဒီဒေတာကိုလာကြတဲ့ကကိုတော်တော်ကိုအရေးကြီးတယ်လို့ထင်တဲ့စကားလုံးသုံးလုံးကိုကျွန်တော်အခုပြောချင်တာအဲ့ဒါတော့အာသုံးလုံးပဲအဲ့ဒါကပထမအာက rights ပဲကျွန်တော်တို့ခင်ဗျားတို့ဒန်းတူညီမြအခွင့်အရေးရကြရမယ်ဒန်းတူညီမြအခွင့်အရေးရှိကြတယ်ခင်ဗျားရဲ့မဲလဲတကြက်တန်ရင်ကျွန်တော်မဲလဲတကြက်ပဲဦးသိန်းစိန်မဲလဲတကြက်ပဲအကုန်လုံးတကြက်တည်းကြီးပဲအဲ့ဒါအခွင့်အရေးပဲအဲ့ဒီပထမအခွင့်အရေးဆိုတာပြီးရင်ဒုတိယကြတော့နောက်အာတလုံးဟာ responsibility တာဝန်ယူပြီးတာဝန်သိရမှာဘာတာဝန်မှမယူခြင်းပဲနဲ့ဘာအခွင့်အရေးမှလည်းလာမတောင်းနဲ့ဘယ်တော့မှမရပါဘူးအဲ့ဒီစကားကိုကျွန်တော်ဒီနေရာမှာမှတ်ရပြောပြရစီအခုချိန်မှာအခွင့်အရေးလိုချင်လို့အလုပ်သမားအခွင့်အရေးလယ်သမားအခွင့်အရေးပါတီထဲမှာအခွင့်အရေးစသဖြင့်ပေါ့ဘာတာဝန်မှလည်းမယူဘူးဘာတာဝန်မှလည်းမသိပဲနဲ့ဘာလို့အခွင့်အရေးတွေလိုချင်ကြတာဒီအခွင့်အရေးနဲ့ထိုက်တန်တဲ့လျော်ညီတဲ့တာဝန်တစ်ခုကိုသိပြီးကိုယူဖို့လိုပါတယ်မိသားစုထဲမှာအဖေလှုပ်တဲ့လူပဲဖြစ်ဖြစ်အမေလှုပ်တဲ့လူပဲဖြစ်ဖြစ်မိဘတာဝန်မကြေပြွန်ရင်သားသမီးကသူ့ကိုအဖေအမေလို့မခေါ်ပဲနေလို့ရပါတယ်သားသမီးကလည်းသားသမီးတာဝန်မကြေပြွန်ရင်ဘယ်မိဘကမှလည်းဘာအခွင့်အရေးမှပေးစရာမလိုပါဘူးအဲ့တော့အဲ့ဒီအခွင့်အရေးဆိုတဲ့ rights နဲ့တာဝန်သိပြီးတာဝန်ယူတဲ့ responsibility ကချိတ်ဆက်နေပါတယ်ဘာတာဝန်မှမယူဘူးဗျာဘာတာဝန်မှလည်းမသိဘူးဗျာဘာအခွင့်အရေးလိုချင်တာလဲဘာအခွင့်အရေးမှလည်းရလာစရာမရှိပါဘူးအဲ့ဒီလိုနှစ်ခုဓာတ်တူညီမျှချိတ်ထားတဲ့အခါကျမှနောက်တစ်ဆင့်ကိုခုန်တက်လိုက်ရင်ဒီနေ့ကဘာပေါ်မှာရောမြန်မာပြည်မှာပါအင်မတန်ခက်စားနေတဲ့ rule of law ပေါ့တရားဥပဒေစိုးမိုးရေးဆိုတာရောက်လာပါတယ်အာသုံးလုံးပဲအခုအန်တီဒေါ်ဆန်းစုကြည်ကတရားဥပဒေစိုးမိုးရေးအဖွဲ့လွှတ်တော်မှာဖွဲ့ထားတယ်အဲ့ဒီ rule of law ဆိုတဲ့တရားဥပဒေစိုးမိုးရေးဟာဗဇက်ကပြောတော့တော်တော်ကောင်းတယ်လှနာနားထောင်လို့လည်းကောင်းတယ်တရားဥပဒေရဲ့ရှေ့မှောက်မှာအလုံးကဒန်းတူပဲတရားဥပဒေရဲ့ရှေ့မှောက်မှာအလုံးကညီညီမျှမျှပဲတရားဥပဒေရဲ့ရှေ့မှောက်မှာအလုံးအခွင့်အရေးတူတူညီညီရှိကြတယ်ကျွန်တော်တို့နှစ်ပေါင်း90ရှိခဲ့ပြီတရားဥပဒေရဲ့အကာအကွယ်ကိုတခါမှမရခဲ့ဘူးဆိုတော့ဒီနှစ်ခုချိန်နေလို့ပါကျွန်တော်ပြီးခဲ့တဲ့အနည်းဆုံးနေရာပဲပြောပါအောင်မယ်အဝေးကြီးတွေရှောက်ပြောနေကြလို့2008ခုနှစ်ကကျွန်တော်
nugget ဖြစ်တော့သွားကူတယ်သွားကူတော့ကျွန်တော်ဖမ်းလိုက်ပေါ့တူတူပြောရင်ဖမ်းလိုက်တော့ထောင်ထဲရောက်သွားတာပေါ့လေဒါလည်းရှင်းတာပဲစက်တိုက်ကအဲ့ဒီကနေတရားရုံးကိုပို့လိုက်တာပေါ့ဗျာတရားရုံးရောက်သွားတဲ့ခါကျတော့လေတရားရုံးရောက်သွားတာပေါ့ရောက်သွားတော့ရှင်းနေငားဖို့အတွက်လေကျွန်တော်တို့ကရှင်းနေငားလို့မရအောင်အဲ့တော့တရားသူကြီးနဲ့ကျွန်တော်တို့နဲ့ပဲအပြန်ပြန်အလှန်လှန်နေမေးကြရတာပေါ့အဲ့တော့ကျွန်တော်ဖမ်းတဲ့ခါကျတော့ပြဿနာကနာဂစ်ကြောင့်ဖမ်းလို့မရဘူးဘာကြောင့်နာဂစ်ဆိုကျွန်တော်ကူညီနေတာလေနာဂစ်ဒုက္ခတွေဒုက္ခရောက်တာကိုကျွန်တော်တို့ကကူညီနေတာကိုဖမ်းတယ်ဆိုတာလဲကြားမကောင်းဘူးပေါ့အဲ့တော့အကြောင်းတစ်ခုခုတော့ရှားလိမ့်မယ်သူတို့ရှားကြတယ်တော်ကောင်းပါလေရှားတဲ့အကြောင်းကလေကျွန်တော်ကိုအဲ့ဒီအောင်တပြေဆိုတဲ့ဒီရဲထောက်လန်းရေးတပ်ထဲမှာချုပ်ထားတယ်အဲ့လိုချုပ်ထားတဲ့အချိန်မှာအရာရှိပေါ့အပွင့်ကြီးတဲ့ကောင်ကသူ့တပည့်တွေကိုမှားတယ်ဟဲ့မင်းတို့ဇာကနာရင်ပြန်သွားသူ့အိမ်မှာကွန်ပျူတာရှိတယ်အဲ့ကွန်ပျူတာသိမ်းလာခဲ့ဟာအရာရှိအငယ်တွေကချက်ချင်းပြေးကျွန်တော်အိမ်သွားပြီးတော့ကွန်ပျူတာတည်ချလာတော်ရှာပါတယ်ကျွန်တော်ကွန်ပျူတာရဲ့မော်နီတာတစ်ခုပဲတည်လာတယ်ကျွန်တော်လည်းဘာဖြစ်လဲမသိကြအောင်စောင်းပြီးတိုင်းကြည့်နေတာပေါ့သူတို့ဆရာတစ်ပည့်နှစ်ယောက်ရန်ဖြစ်နေကြဟဲ့ကွန်ပျူတာဆိုတာနှစ်ခုရှိရမယ်ဘာမဟုတ်ဘူးဆရာကျွန်တော်တွေ့တာဒီတစ်ခုပဲတွေ့တယ်အမှန်မှန်တော့ဟိုက system unit ပါမလာဘူးလေကျွန်တော်တို့ motherboard ထည့်ထားတဲ့ system unit ပါလာမယ်ဒီ monitor လို့ခေါ်တဲ့ဒီ screen လေးတစ်ခုတည်းနဲ့တော့ဘာလုပ်လို့ရမှာလဲဒါပေမဲ့ဟိုကတော့ဒါကွန်ပျူတာပဲဆိုပြီးသဲလာတာပဲလေအဲ့ဒါမထူးတော့ဘူးဆိုပြီးတော့ဟို monitor ကြီးပဲကင်ပြီးတော့ကျွန်တော်အဲ့ဒီ monitor ထားမှုနဲ့တရားစွဲတော့တာပဲကျွန်တော်လည်းတော်တော်ကုသကံထူးတယ် electronic app နဲ့ဗမာပြည်မှာပထမဦးဆုံးဖမ်းခံရတာကျွန်တော်ပဲအဲ့တော့ဖြစ်လိုက်ရင်ကျွန်တော်ထိတ်ဆုံးအားကြီးပဲ88တုန်းကလည်းပထမဦးဆုံးဖမ်းခံရတာကျွန်တော်အင်းစိန်တောင်ကိုပထမဦးဆုံးပုတ်ခံရတာကျွန်တော်ရွေးကောက်ပွဲ90ကာလမှာပထမဦးဆုံးဖမ်းခံရတော့လည်းကျွန်တော်ပဲ2009နာဂစ်ဖြစ်တော့အပေါင်းရွှေအောင်တန်ခါဖြစ်တော့ပထမဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ2008နာဂစ်ကျတော့လည်းပထမဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ electronic app နဲ့ပထမဦးဆုံးတရားအစွဲခံရတာလည်းကျွန်တော်ပဲအဲ့ဒီဟာလေးတစ်ခုထားမိတာနဲ့ကျွန်တော်မှာ15နှစ်ချခံရတာကဲကျွန်တော်တို့ကတရားဥပဒေရဲ့ရှေ့မှောက်မှာဒန်းတူညီမျှဆိုတာဖြစ်လာသလားနောက်တစ်ခုကျတော့ထူးဆန်းလိုက်တာတရားသူကြီးကကျွန်တော်ကိုမေးတယ်ကိုသာကနာနဲ့ခင်ဗျားမှာ email လိပ်စာရှိလားတဲ့ဟာရှိတာဗောကျွန်တော် email လိပ်စာကသူရ61@gmail.com ညနာကိုပြတ်သွားတာပဲတရားသူကြီးကဒီမှာကိုသာကနာနဲ့ခင်ဗျားကိုကျွန်တော်လူကြီးလူကောင်းလို့ပြောနေတာနော်ဘာဖြစ်လို့လဲကျွန်တော်ခင်ဗျားကိုမေးတာ email လို့မေးတာဘာလို့ခင်ဗျား gmail ပေးတာလဲဟာကျွန်တော်ပြောစရာလဲတခုပဲရှိပါတော့တယ် F mail မပေါ်သေးလို့ပါလို့ဒုက္ခရောက်လိုက်တာအဲ့ဒီလိုတရားသူကြီးကကျွန်တော်ကို email လိပ်စာရှိလို့ဆိုပြီး15နှစ်ထပ်ချလိုက်တယ်ကျွန်တော်အဲ့ဒီ3ခုပေါင်းပြီး45နှစ်ကြာလာအဲ့တော့ဒါမဲ့မစိုးဘူးဗျအဲ့တရားသူကြီးကလည်းယူသားရှာတယ်အမိတ်လဲချကန်နေကြတော့ကျွန်တော်ကိုလာပြောတယ်ပြောမဲ့သာပြောတာဗျာတဲ့ကျွန်တော်ကကွန်ပျူတာတော့ဖွင့်တတ်တာမဟုတ်ဘူးတဲ့ကွန်ပျူတာတော့မဖွင့်တတ်တဲ့လူကချတာဆိုတော့ကျွန်တော်တော်တော်ဂုဏ်ယူပါတယ်ကျွန်တော်ဗမာပြည်မှာဒါဒိတ်ပဲဗျာကျွန်တော် electronic app နဲ့ကျွန်တော်အချခံရတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာခုန rule of law လို့ခေါ်တဲ့အားတစ်လုံးပေါ့တရားဥပဒေစိုးမိုးရေးအတွက်ကိုကျွန်တော်တို့က responsibility ဒီတာဝန်ယူမှုရှိရမယ်အဲ့ဒီတရားသူကြီးခင်ဗျာမတနာပါတယ်ကျွန်တော်သူ့တနာနေတာကို45နှစ်ချလို့မတနာဘူးသူ့ကိုပြန်တနာနေတာဘာဖြစ်လို့လဲလို့ဆိုတော့သူကကျွန်တော်ကိုပြောတယ်မနေ့9နာရီမှာအမိန့်ချဖို့တရားရုံးရှိကိုကျွန်တော်ရောက်အဲ့ဒီအချိန်မှာသူကကျွန်တော်ကိုပြောရှာခဏစောင့်ပါအောင်ကိုစားကနာတဲ့ဘာဖြစ်လို့လဲအမိန့်မလာသေးလို့ပါတဲ့ဟမ်တရားသူကြီးကအမိန့်ချမှာသူ့စီအမိန့်မလာသေးဘူးဆိုတော့ तू ကဘာဖြစ်သွားတော့တကယ်ကျွန်တော်တို့မအားသိစရာ3နာရီတုန်းမှအမိန့်ချတယ်ကျွန်တော်9နာရီတည်းကကိုအမိန့်မလာသေးလို့ဆိုတော့တရားသူကြီးတယောက်ရဲ့တာဝန်ကရောဘာတဲ့တော့အဲ့ဒါလို့ရေးပေးတဲ့စာရွက်လေးတယောက်ကိုဖတ်ယုံမဲလားအဲ့ဒါတရားသူကြီးလားအဲ့တော့ကျွန်တော်ပြောချင်တာကကိုယ့်ရဲ့တာဝန်ရှိတာကိုတာဝန်သိရမယ်သိတဲ့တာဝန်ကိုကျေပြွန်ရမယ်အဲ့ဒီ responsibility
အဲ့ဒီတာဝန်မကြေပြွန်ရင် rule of law တရားဥပဒေစိုးမိုးရေးပဲတော့မှဖြစ်မလားအဲ့တော့ကျွန်တော်တို့စီမှာရှိတဲ့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်လူလက်တွေပဲဖြစ်ဖြစ်အကုန်လုံးအရင်ကတာဝန်မကြေခဲ့ဘူးတာဝန်မသိခဲ့ဘူးဆိုရင်ခုတာဝန်သိလို့ရပြီတာဝန်ကြေလို့ရပြီကိုယ်တာဝန်ကိုယူလို့ရပြီကိုယ်တာဝန်ဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တခုတော့ပြောချင်တယ်ညာကတော့ရည်စရာလေးပါဒီမှာတော့ဘန်ပေါ့လေအေယာဝတီဘန်ပဲထားပါတော့အဲ့ဒီဘန်ပေါ့အဲ့ဘန်ကိုသမရရောက်လာတယ်သမရဘန်မန်နေဂျာကိုပြောတယ်ကျုပ်ပစံ300ထားဒီမှာထားရတဲ့အထက်ကကျုပ်ပစံ300ထုတ်ချင်တယ်ဗျာအဲ့တော့ကျုပ်ကို300ထုတ်ပေးပါဆိုတော့ဘန်မန်နေဂျာကသူ့မှာတာဝန်ရှိတယ်ပစံထုတ်ပေးရမယ်တာဝန်ဒါပေမဲ့ဘန်မန်နေဂျာကဆက်ပြီးတော့သူ့ရဲ့ထမ်းဆောင်ရမယ်နောက်ထပ်တာဝန်တစ်ခုရှိတယ်ဘသူပဲဖြစ်ဖြစ်သူပြောရတော့မယ်တစ်ခုကတော့မှတ်ပုံတင်ပေးပါမှတ်ပုံတင်မပါရင်တော့ဘယ်လိုထုတ်ပြလို့ရပစံလည်းဘယ်လိုထုတ်ပေးလို့ရအဲ့တော့တမရလုပ်တဲ့လူကကျွန်တော်မှတ်ပုံတင်ပါမလားဘူး sorry ပဲတမရမကောက်လို့ဘယ်လိုဖြစ်ဖြစ်မှတ်ပုံတင်မပါရင်မပေးဘူးပစံသွားဆိုဟိုကဟာမသိဘူးတေချာကြည့်ပါဦးဒါတမရပါတမရတယောက်ကပစံလာထုတ်တာကိုမှတ်ပုံတင်မရှိဘူးဆိုရင်ဘာလို့ပြန်လွတ်တာလဲကောင်းပြီဒါဆိုရင်တခုတော့ပြောမယ်တမရဖြစ်ကြောင်းအထောက်ထားခိုင်ခိုင်မာမာပြအဲ့ဒါဆိုပေးမယ်ဟာဒုက္ခရောက်ပြီတမရဖြစ်ကြောင်းအထောက်ထားခိုင်ခိုင်မာမာဘလူပြရမှာလဲကျွန်တော်နားမလဲဘူးပြန်ရှင်းပြပါဦးဟောစဉ်းစားလိုက်ပြီးတော့โอเคအဲ့ဆိုရင်ကျွန်မပြောပါမယ်ကျမတို့စီကိုလွန်ခဲ့တဲ့တလလောက်ကစာရေးဆရာချစ်ဦးညိုလာပါတယ်အဲ့လိုပဲမှတ်ပုံတင်ပါမလာပါဘူးကျမတို့ကလည်းမေးပါတယ်ဆရာချစ်ဦးညိုဖြစ်ကြောင်းအထောက်ထားပြပါတခါတည်းကိုရင်းနေအောင်ကတော့တာပဲတချင်းနေဆိုပြီးတော့အဲ့ကြသိကြပြီဒါချစ်ဦးညိုပဲဆိုပြီးထုတ်ပေးလိုက်တယ်ကျမဟုတ်ပြီနောက်တစ်ပတ်လောက်နေတော့ဇင်ဝိုင်းရောက်လာပါတယ်ရုပ်ရှင်စီယုံဥက္ကဋ္ဌအသစ်ကိုသူလည်းမှတ်ပုံတင်ပါမလာဘူးကျမကပြောတယ်အဲ့ဆိုလဲဇင်ဝိုင်းဖြစ်ကြောင်းအထောက်ထားပြပါဆိုတော့ तू စဉ်းစားပြီးချက်ချင်းလုပ်တယ်ကျွန်တော်ရုပ်ရှင်စီကိုဥက္ကဋ္ဌဖြစ်တယ်ကျွန်တော်ဝိုင်းခိုင်းနေကြတာပါဗျာကျွန်တော်ဥက္ကဋ္ဌကိုမတူပါဘူးကျွန်တော်ကခိုင်းပါပြတာပါကြုံပါဆိုပြောတယ်အဲ့ဒါလောက်တောင်ငိုနေမှတော့တေးကြပြီဒါဇင်ဝိုင်းပဲအဲ့တော့တမ္မရကြီးလဲတမ္မရကြီးအနေနဲ့တိတာထင်ရှားတဲ့အထောက်ထားတစ်ခုပြပါ သူစဉ်းစားကုတ်လိုက်ဖင်ကုတ်လိုက်ခေါင်းကုတ်လိုက်ကိုကြည့်တီးကြည့်9မိနစ်လောက်ကြာတဲ့အထိစဉ်းစားလို့အဖြေမပေါ်ရှာဘူးနောက်မှပြန်ပြောလိုက်တယ်ဘာပြောလဲဆိုတော့အေးဗျာကျွန်တော်ဘာလုပ်လို့လောက်အောင်မှန်းကိုမသိပါဘူးဟာကောင်းပါပြီရော့ယူသွားပါတဲ့ပတ်စံနဲ့ဘာလုပ်ရမှန်းမသိမှတမ္မရမှန်းသိကြသွားတာပေါ့ဗျာအဲ့ဒါ responsibility ပဲကျွန်တော်ပြောချင်တာတာဝန်ယူမှုနဲ့တာဝန်သိမှုပါကျွန်တော်ရည်စရာပြောတယ်ဆိုတာဒီအကြောင်းလေးမှတ်မိသွားစေခြင်းလို့အားလုံးမှာအခွင့်အရေးရှိပါတယ်ဒန်းတူညီများအခွင့်အရေးအဲ့ဒီဒန်းတူညီများအခွင့်အရေးဆိုတာမှလည်းဘယ်သူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီနေရာမှာအခွင့်အရေးက3မျိုးပဲရှိတယ်တရားဥပဒေနိုင်ငံတော်ဖွဲ့စည်းချုပ်ပုံအခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးဆိုတာကျွန်တော်တို့တစ်ခုပဲရနောက်တစ်ခုကကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ကပေးထားတဲ့အခွင့်အရေးရက်ွက်ထဲမှာကျွန်တော်တို့နေကြတယ်အဲ့တော့ကျွန်တော်စောစောစကားလေးကျွန်တော်ပြန်ဆက်ပြစီကျွန်တော်တို့မှာဖွဲ့စည်းချုပ်ပုံအခြေခံဥပဒေကပေးထားတဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးဆိုတာရှိပါတယ်အားလုံးဒီမှာဖွဲ့စည်းချုပ်ပုံအခြေခံဥပဒေကိုအစအနေအဆုံးဖတ်ပြီးတော့တည်တည်ချာချာထဲထဲဝင်ဝင်နားလည်ပြီးတော့ကိုယ့်အခွင့်အရေးကဘာလဲငါပါဝင်ငါတို့လူအဖွဲ့အစည်းရဲ့အခွင့်အရေးကရောဘာလဲငါတို့နေထိုင်နေတဲ့မြင်းကြံမြို့ရဲ့အခွင့်အရေးကရောဘာလဲဆိုတာသိအောင်လုပ်ဖို့ကြတော့ကျွန်တော်တို့တာဝန်ဖြစ်သွားပါပြီဒီဖွဲ့စည်းချုပ်ပုံအခြေခံဥပဒေကိုပြင်ဖို့တွေမပြင်ဖို့တွေကကိုယ့်လို့မဟုတ်ဘူးခဏလေးထားလိုက်အောင်လောလောဆယ်အဲ့ဒီကပေးထားတဲ့အခွင့်အရေးကိုကျွန်တော်တို့သိဖို့လိုပါတယ်နားလည်ဖို့လည်းလိုပါတယ်ဒါကဥပဒေကပေးတဲ့အခွင့်အရေးပါနောက်တစ်ခုကြတော့ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ကပေးလိုက်တဲ့အခွင့်အရေးကျွန်တော်တို့နေတာပေါ့ကိုရက်ွက်ထဲမှာကိုနေတယ်ရက်ွက်ကနေနည်းနည်းလေးချဲ့လိုက်ရင်လမ်း
မြို့နယ်ကနေချက်လိုက်ခရိုင်ကချက်လိုက်တိုင်းပြည်နယ်ပေါ့တစ်ခုချင်းစီတက်သွားလို့ရပါတယ်ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ကကျွန်တော်တို့ပေးထားတဲ့အခွင့်အရေးရှိတယ်ကျွန်တော်တို့မြန်မာမှာဟိုးရှိတုန်းကအင်မတန်ချစ်စရာကောင်းတဲ့ဓလေ့ရှိပါတယ်ဟိုဘက်ဒီဘက်ညှော်ကြော်ကြမယ်ဆိုရင်អော်တော့တာပဲညှော်မယ်ပြို့ဆိုပြီးអော်လိုက်တာပဲဘာကြောင့်လဲကို့အတွက်နဲ့သူများအနှောက်အယှက်မဖြစ်စေခြင်းလို့ဒါအင်မတန်ရိုးတယ်ဘယ်သူမှမရေးပဲနဲ့အမေရိကန်နိုင်ငံရဲ့လူ့အခွင့်အရေးကြီးညာစရန်ပါစရာမလိုပါဘူးကျွန်တော်တို့မြန်မာမှာဒီဓလေ့ရှိပြီးသားပဲအဲ့ဒါလူမှုဝန်းကျင်ကပေးလိုက်တဲ့အခွင့်အရေးပဲသိရမှာပေါ့ဒီရမှာကျွန်တော်တို့နောက်တစ်ဆင့်တက်မယ်ဆိုရင်ကျွန်တော်တို့ကျင့်ဝတ်ကပေးတဲ့အခွင့်အရေးတိတ်ရေးကြီးတယ်ကျွန်တော်တို့အဲ့လိုမြင်တယ်ကျွန်တော်တို့ရဲ့ကျင့်ဝတ်တွေထိမ့်ဖို့လိုတယ်ကျွန်တော်နမူနာတစ်ခုပြောခြင်းတယ်အမေရိကန်ကိုရောက်သွားတဲ့အခါမှာကျွန်တော်မိတ်ဆွေရဲ့သမီးကဒီရုပ်ရှင်တွေဗီဒီယိုတွေကိုတီးဖြတ်တဲ့ software ပေါ့သူ့ရဲ့ computer ထဲမှာထည့်ထားတယ် Final Cut Pro လို့ခေါ်တယ်ဈေးတအားကြီးတာပဲမြန်မာငွေနဲ့ဆိုရင်18သိန်းလောက်ကြာကျွန်တော်မဝင်နိုင်ပါဘူးအဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တငယ်ချင်းရဲ့သမီးလေးကိုကျွန်တော်ကပြောရတယ်သမီးအဲ့ဒီ software လေးကိုဦးရဲ့ computer ထဲမောင်းထည့်ပေးလိုက်ပါလား73နှစ်သမီးလေးကဒီလိုမော့ကြည့်ပြီးတော့ရမလားတဲ့မူပိုင်ခွင့်အခွင့်အရေးကိုချိုးဖောက်တယ်လို့ဖြစ်သွားမှာပေါ့ရှက်လိုက်တာကျွန်တော်ကိုသမီးရွယ်ကိုမီတူမအရွယ်ကလေးလေးကမူပိုင်ခွင့်ကိုအသွေးတဲ့အသားတွေကအဲ့ဒါလိုလိုက်နာကျွန်တော်တို့ကိုယ်တိုင်ကကြတော့ကျွန်တော်တို့ရဲ့ဗီဒီယိုဇာတ်ကားတွေခိုးတဲ့လူတွေကိုခိုးကူးတွေဖန်နဲ့អော်ပြီးကိုယ်တိုင်ကကြတော့သူများပစ္စည်းသွားခိုးဖို့ကြိုးစားတာစဉ်းစားကြည့်ပါဘလောက်ရှက်ဖို့ကောင်းလဲကျွန်တော်တို့အသွေးအသားထဲမှာဒီကျင့်ဝတ်တစ်ခုကိုထိန်းရမယ်ဆိုတာဘယ်သူကပြောစရာမှမလိုပဲနဲ့အဲ့ဒီကလေးလေးကဘာလို့သိနေတာစင်ကာပူနိုင်ငံမှာလမ်းမပေါ်မှာသတွေးမထွေးရဘူးရှူမပေါက်ရဘူးကြောက်ကြတယ်သတွေးလည်းမထွေးပါဘူးရှူလည်းမပေါက်ပါဘူးဒါပေမဲ့ဗမာအများစုနေကြတဲ့ Peninsula Plaza လည်းရောက်သွားအောင်အဲ့နိုင်ရန်တွေမှာကွန်းသတွေးတွေကြီးပဲဟောင်းနေအောင်နံလိုက်တဲ့သေးစော်တွေအဲ့တော့ဘာဖြစ်လို့ခုနကလမ်းပေါ်ကြတော့မလုတာလဲဒီအလုပ်တွေကိုလွယ်လေးပဲအဲ့ဒါကြိမ်နဲ့ရိုက်မှကြောက်လို့ကြိမ်လုံးကြောက်လို့လိုက်နာတဲ့ကျင့်ဝတ်ကိုလိုက်နာတဲ့ဓလေ့ဟာမကောင်းပါဘူးကိုယ့်ရဲ့အသွေးအသားတွေကဒီကျင့်ဝတ်ကိုလိုက်နာဖို့ကျွန်တော်တို့အလေးကျင့်လုပ်ယူကြမယ်ခုနကလေးလေးဟာမွေးရပါအတိစိတ် तू ကဗမာကမွေးတာပါအဖေဗမာအမေဗမာကမွေးတာပါဒါပေမဲ့အမေရိကန်လိုနိုင်ငံကိုရောက်သွားတဲ့အခါမှာမွေးရပါအတိစိတ်ကသူ့ရဲ့မွေးရပါစိတ်ကိုကဒီကျင့်ဝတ်ကိုထိန်းရမယ်ဘလောက်ပဲဖြစ်နေပါလိမ့်စေဘယ်သူမှမသိဘူးဆိုတာမျိုးမဟုတ်ဘူး तू ကူးထည့်ပေးလိုက်ရင်ဘယ်သူမှမသိပါဘူးရပါတယ်ဘာဖြစ်တာမှလို့ဒါပေမဲ့ဘယ်သူမှမသိတာကသူ့အတွက်အရေးကြီးဆုံးပြဿနာအခွင့်အရေးသူများပစ္စည်းမူပိုင်ခွင့်မချိုးဖောက်ဘူးပိုင်ရှင်မသိပဲငါမလုပ်ဘူးဆိုတဲ့အသိစိတ်အဲ့ဒါကျင့်ဝတ်ပဲအဲ့ဒီကျင့်ဝတ်ဆိုတာအခွင့်အရေးနဲ့ဒန်းတူဒန်းမြညီမျှချင်းဆွဲပြီးကျင့်ဝတ်ကိုမှမဆောင်ထိန်နိုင်ရင်အဲ့ဒီအခွင့်အရေးတွေလည်းရလာစရာအကြောင်းမရှိပါဘူးမိသားစုမှာမိသားစုကျင့်ဝတ်ဆိုတာရှိတယ်ကျွန်တော်စောစောလေးကလည်းပြောပြီးပါပြီမိသားစုဆိုတာကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးရဲ့အသေးဆုံးလူအဖွဲ့အစည်းမိသားစုကနေတဆင့်တက်သွားမှာပဲမိဘရဲ့ကျင့်ဝတ်သားသမီးရဲ့ကျင့်ဝတ်ဆွေမျိုးကျင့်ဝတ်စောင့်ထိန်ရမယ်အဖေကျင့်ဝတ်အမေကျင့်ဝတ်သမီးကျင့်ဝတ်သားကျင့်ဝတ်စောင့်ထိန်ရမယ်ဒီကျင့်ဝတ်ကနေကျွန်တော်တို့တဆင့်တက်လိုက်တဲ့အခါမှာလုပ်ငန်းပိုင်းဆိုင်ရာမှာကျင့်ဝတ်ရှိလာထားပါတော့စက်ယုံတယုံမှာစက်ယုံရှင်ရှိမယ်အဲ့ဒီစက်ယုံရဲ့အလုပ်သမားရှိမယ်အလုပ်ရှင်နဲ့အလုပ်သမားကြားထဲမှာအပြန်အလှန်ထိန်းချောင်းထားတဲ့ကျင့်ဝတ်ရှိတယ်အလုပ်သမားကလည်းအလုပ်ရှင်ပေါ်မှာစောင့်ထိန်ရမယ်ကျင့်ဝတ်ရှိတယ်လို့အလုပ်ရှင်ကလည်းအလုပ်သမားပေါ်မှာစောင့်ထိန်ပေးရမယ်ကျင့်ဝတ်ရှိတယ်ဘသူကမှမစောင့်ထိန်ဘူးဆိုရင်အခုရန်ကုန်မှာတပိတ်မှောက်တာတွေဖြစ်လာကုန်ရောဘသူမှန်မှမသိများသောအားဖြင့်ကတော့အလုပ်သမားလူဒန်းစားမှန်တယ်ကြီးပဲပြောကြတာပဲဒါပေမဲ့အလုပ်သမားတိုင်းလည်းမမှန်နိုင်ဘူးအလုပ်ရှင်တိုင်းလည်းမမှန်နိုင်ဘူးအဓိကအချက်ကတော့အဲ့ဒီကျင့်ဝတ်ကိုအပြန်အလှန်မထိန်သိမ်းကြလို့ဒီလိုပြဿနာဖြစ်လာ
ဒီကနေနောက်တစ်ဆင့်ကျွန်တော်တို့တက်လိုက်မယ်ဆိုရင်ကျွန်တော်တို့အားလုံးဒီမှာရှိတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအားလုံးဘုန်းကြီးကျောင်းတော်ရောက်ဖူးလိမ့်မယ်အစ္စလာမ်ဘာသာဝင်တွေလည်းဗလီရောက်ဖူးတယ်ခရစ်ယာန်ဘာသာဝင်တွေလည်း church ရောက်ဖူးမယ်အဲ့တော့ဘုန်းကြီးကျောင်းကိုရောက်ဖူးရင်ဆရာတော်တန်ဃာတော်များကတတ်မှတ်ပေးထားတဲ့ကျင့်ဝတ်ကိုတော့လိုက်နာလိမ့်မယ်ဖဏတ်ချွတ်ဆိုချွတ်ရမှာပဲဘုန်းကြီးတွေ့ရင်လက်ဥချီရမယ်ဆိုချီရမှာပဲလိုက်ဆိုလဲဆိုရမှာပဲလူကြီးရှိခါကုံမီခါညှစ်ပြီးသွားရမယ်ဆိုရင်သွားရမှာပဲဒါကျင့်ဝတ်ပဲအဲ့ဒီလိုမှမလိုက်နာနိုင်ဘူးဆိုရင်လားကိုမလာနဲ့ဘုန်းကြီးကျောင်းကိုသွားရှင်းတယ်လေဒါဟာကိုရောက်သွားတဲ့နေရာဌာနရဲ့ကျင့်ဝတ်ကိုလိုက်နာရမယ်ဗလီထဲသွားရင်လည်းဗလီကျင့်ဝတ်လိုက်နာရမှာပဲချရှဲသွားရင်လည်းချရှဲကျင့်ဝတ်ကိုလိုက်နာရမှာပဲဒါဟာကိုရောက်သွားတဲ့နေရာဌာနအခုဒီခမ်းမကြီးတွေကိုရောက်လာတဲ့လူတွေလည်းဒီခမ်းမကြီးရဲ့စီးမြင့်ကိုတော့လိုက်နာရမှာပဲခုနကစတွေးထွေးလို့မရဘူးအမိုက်ပြစ်ချင်တိုင်းပြစ်လို့မရဘူးဒါကိုရောက်လာတဲ့နေရာဌာနပဲကိုရောက်တဲ့နေရာစာပေဟောပြောပွဲကျွန်တော်တို့မြန်မာတွေမှာအင်မတန်ဒါကျွန်တော်အမှတ်တရပါအပြစ်တင်တာမဟုတ်ပါဘူးအင်မတန်ကြောက်စရာကောင်းတဲ့ပြဿနာရှိတယ်စီဝေးပွဲတွေကျွန်တော်ခဏခဏတက်ဘူးတဲ့ခမ်းမတိုင်းမှာရေးထားတယ်လက်ကင်ဖုံးများပိတ်ထားပါမပြောဖို့ကိုမလိုအများနဲ့ဆိုင်တဲ့နေရာမှာရောက်လာရင်လက်ကင်ဖုံးပိတ်ထားစရာမလိုထားရထားပြခဲ့ယူကိုမလာနဲ့ပြောဖို့ကိုမလိုတာတယ်လီဖုန်းဆိုတာအားလုံးလည်းသိကြပါတယ်တယ်လီဖုန်းဆိုတာနှစ်ယောက်တည်းကြားစေခြင်းလို့တယ်လီဖုန်းထွင်ထားတာလေတရက်ကွက်လုံးကြားစေခြင်းတော့လော့စပီကာနဲ့သာអော်ကြပေါ့အဲ့တော့ကျွန်တော်တို့ကတယ်လီဖုန်းဆိုတဲ့ကိစ္စမှာဟိုကပြောမယ်ဒီဘက်ကပြောမယ်ဟိုဘက်ကကြားခြင်းနဲ့လူကြားစေခြင်းနဲ့ကိုနဲ့ပြောတဲ့လူနဲ့ကိုနဲ့နှစ်ယောက်ပဲကြားစေခြင်းလို့တယ်လီဖုန်းဆိုတာထွင်တာလေကျွန်တော်တို့တယ်လီဖုန်းဆိုတာဟိုအရင်တုန်းကဆိုရင်မှန်အိမ်လေးတောင်လောက်ထားတယ်အဲ့ဒီထဲဝင်ပြောရတယ်ဘေးလူမကြောက်အောင်လို့အခုအကုန်လုံးကြားရဟောပြောဟောကန်းကြီးနဲ့မှာတယ်လီဖုန်းကြီးနဲ့ပြောအေးဘလူးလာအေးဟိုအပေါ်ကပြောတဲ့လူကိုလည်းနှောက်ရှက်ဖြစ်ကိုဘေးကလူကိုလည်းနှောက်ရှက်ဖြစ်အဲ့ဒါကျွန်တော်ပြောတဲ့ကျင့်ဝတ်ရေးစရာမလိုဘူးဗျာတယ်လီဖုန်းပိတ်ထားပါလို့အဲ့လိုရေးရတာကကျွန်တော်တို့ကရှက်ရေးစရာမလိုအသိစိတ်ကအလိုလိုကိုလိုက်နာရမယ်အဲ့လောက်ကြီးသေရေးရှင်ရေးတည်းမြအရေးကြီးစရာကျွန်တော်ထင်တယ်လေဘာမှတော့မရှိတော့ပါဘူးအဲ့ဒါလောက်ရှိနေရင်လည်းမလာနဲ့ပေါ့ဘာမှမဖြစ်ဘူးအဲ့တွေ့လေဆိုတော့အဲ့ဒီဟာကျင့်ဝတ်ပဲဒီကျင့်ဝတ်အသေးလေးကျင့်ဝတ်ကိုမှမထိန်နိုင်ရင်ကျွန်တော်တို့ကအခွင့်အရေးဆိုတာကိုတစားစားတောင်းနေလို့မရဘူးနောက်တစ်ခုကျွန်တော်တို့တက်လိုက်မယ်ဆိုရင်အရန်အရေးကြီးလာတယ်ဒါကျွန်တော်တို့အကိုတွေဆရာညီပုလေးတို့လည်းလုပ်နေပါတယ်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကျင့်ဝတ်ပဲပတ်ဝန်းကျင်ဆိုတာကျွန်တော်တို့ဒီဟာကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်အပင်တွေရေတွေကိုပြောတာလွယ်ကူကူပဲအပင်တွေကိုခုတ်နေကြတယ်အဲ့ဒီကျင့်ဝတ်ဘာဖြစ်လို့ခုတ်မှာလဲဆက်တွေးရမှာတွေအများကြီးပဲတစ်ပင်ခုတ်လို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေအများကြီးပဲဒီရေတွေကိုအလွဲသုံးစားလုပ်လိုက်တဲ့အတွက်တိုင်းပြည်ဘာဖြစ်သွားမလဲဆိုတာလည်းအများကြီးပဲဆက်တွေးလိုက်အဲ့ဒါကိုဒီကျင့်ဝတ်ကိုမှမဆောင်ထိန်နိုင်ပဲကျွန်တော်တို့ရဲ့မိတ်ဆွေဟိုဝင်းကြီးဆိုရင်ဦးကြောင်ကြောင်နဲ့သွားပြောသေးတယ်တရုတ်ကကျွန်တော်တို့ရဲ့ဂျေဇုရှင်ပါဆိုတာလေကျွန်တော်လည်းတနာလိုက်တာသူ့ဗမာစာစကားပြောနည်းကိုဘယ်လိုသင်မေးရမလဲလို့ပေါ့အဲ့ဒီဘာကျွန်တော်တို့စီမှာရှိသမျှအကုန်လာဆွဲသိမ်းသွားတာဘာဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ကသူ့ဂျေဇုရှင်သတ်မှတ်မှာဘာမှအလကားရလို့လုပ်တာမရှိဘူးအလကားနေလည်းကကျွန်တော်တို့က10ကိစ္စတဲ့ဝင်ပါရအခုလေဘရောင်းတောင်ကိစ္စတဲ့ဝင်ပါရဆိုတာဟာသူတို့ကပတ်ဝန်းကျင်ကိုကျင့်ဝတ်မဆောင်ထိန်တာရရင်အကုန်ယူမှာပဲဆိုတာအဲ့ဒီစိတ်ဒီကနေတဆင့်တက်ရင်တက်ရှိတတ္တဝါတွေအပေါ်မှာကျွန်တော်တို့ထားရမယ်စိတ်အဲ့ဒီထားရမယ်ကျင့်ဝတ်ကျွန်တော်ဆိုငယ်ငယ်တုန်းကအခုတည်းပါ sorry ငယ်ငယ်တုန်းကမဟုတ်အခုချိန်ကြီးကျွန်တော်ဘယ်သူ့ကိုမှလက်သီးနဲ့မထိုးဘူးဘာဖြစ်လို့ကျွန်တော်မထိုးတာလဲဆိုတော့ကျွန်တော်အထိုးခံရမှာကြောက်လို့သူ့ကိုကျွန်တော်ထိုးရင်သူကျွန်တော်ကိုပြန်ထိုးမှာကျွန်တော်အထိုးခံရမှာကိုကျွန်တော်အသေးကြောက်အဲ့ဒီအတွက်ကြောင့်ကျွန်တော်သူ့ကိုမထိုးအဲ့တော့အဲ့ဒီကျင့်ဝတ်တက်ရှိတတ္တဝါအပေါ်မှာထားတဲ့အခြေခံကြတဲ့ကျင့်ဝတ်ကိုနာတယ်လို့သူနာမှာပဲငါရိုက်လိုက်မယ်ခေါင်းကွဲသွားမယ်သူရိုက်ရင်လည်းငါကွဲမှာပဲဒီတိရစ္ဆာန်ကိုငါတတ်လိုက်မယ်ဒီကောင်ငါပြန်ကိုက်ရင်လည်းငါခံရမှာပဲစသဖြင့်ပေါ့အဲ့ဒီကျင့်ဝတ်ဆိုတဲ့အခြေခံစောင့်ထိန်အပ်တော်တရားလေးတောင်ကျွန်တော်တို့မထားနိုင်ရင်ဘာအခွင့်အရေးတွေကိုလာတောင်းနေကြအောင်ပါလဲနောက်ဆုံးတစ်ခုကအရေးကြီးလာပါတယ်ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ပတ်သက်တဲ့ကျင့်ဝတ်ရခိုင်မှာဖြစ်တဲ့ကိစ္စဒါအခြေခံပဲကျွန်တော်တို့တိုင်းပြည်ရဲ့မတည်မငြိမ်ဖြစ်ရတဲ့ပြဿနာရဲ့အခြေခံဒါပဲ
ကိုတိုင်းပြည်မှာကိုလာနေကြပြီးတော့ကိုတိုင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံကိုမလိုက်နာနိုင်ရင်အဲ့ဒီလူတွေကိုကျွန်တော်တို့ဘယ်လိုဆက်ဆံရမလဲကျွန်တော်တို့ကအမေရိကန်နိုင်ငံကိုသွားနေရင်အမေရိကန်ရဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့လိုက်နာရမယ်အမေရိကန်ရဲ့ဓလေ့ထုံးစံကိုကျွန်တော်တို့လိုက်နာရမယ်ဆိုပါတော့အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ချင်9 နှစ်ဆောင်ရမယ်အမေရိကန်လူမျိုးတွေပြောတဲ့အင်္ဂလိပ်စကားကိုပြောတတ်ရမယ်အဲ့ဒါလောက်မှမပြောတတ်ရင်တော့မင်းတို့ပြန်တော့ဘယ်အမေရိကန်မှခွင့်မပြုအောင်ကမ္ဘာပေါ်မှာလူအခွင့်အရေးအကြီးဆုံးဆိုပြီးတော့သတ်မှတ်ထားတဲ့နိုင်ငံလဲသူတို့ရဲ့ဓလေ့ထုံးတမ်းစင်လာနဲ့သူတို့ဘာသာစကားကိုလေးစားသမှုမရှိရင်ဘယ်သူကမှသူ့နိုင်ငံသားအဖြစ်နဲ့ခွင့်မပြုဘူးဒါရှင်းတယ်ကျွန်တော်တို့လည်းယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်လာလေးစားပြီးလိုက်နာဖို့လိုပါတယ်အခုလေးစားလိုက်နာမှုကျင့်ဝတ်ပြက်ယွင်းတဲ့အတွက်ရခိုင်မှာမလူလားအပ်တဲ့ပြဿနာတွေဖြစ်ခဲ့ရပြီအခုဖြစ်နေတော့မယ်နောက်ထပ်မဖြစ်အောင်သာကျွန်တော်တို့ကြိုးစားနေကြရတာအဲ့တော့ဆိုပါတော့ဒါကလူမျိုးမတူတဲ့နှစ်ခုဘာသာမတူတဲ့နှစ်ခုကျွန်တော်တို့ဘာသာတူတူပဲလူမျိုးတူတူပဲတမြေတဲနေတရေတဲတောက်တဲ့တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ကြတော့ကဲဒီဒေသမှာရှိတဲ့ပုဂ္ဂိုလ်များဉာဏ်ပညာမြင့်ပါတယ်ရိုးရိုးလေးပဲစဉ်းစားပါမြန်မာနိုင်ငံတနိုင်ငံလုံးမှာအကျယ်ကြီးလုပ်ခဲ့တဲ့အကြီးလုပ်ခဲ့တဲ့ဆိုကရေးတီးပြိုင်ပွဲမှာရှမ်းအကပြိုင်ပွဲကိုဘယ်နှစ်ကများကျင်းပတာကြားဘူးလဲရှမ်းအကလေရှမ်းအကလေရှမ်းအကဆိုကရေးတီးပြိုင်ပွဲမှာပြိုင်ပွဲလုပ်တာကြားဘူးပါလားကချင်အကရောကြားဘူးလားကရင်အကကိုပြိုင်ပွဲလုပ်တာရောကြားဘူးလားဘယ်ကချင်မှလည်းထူးမခြားနာမိရေစုံသားရောင်းတော့ထွေပြလို့ဆိုတာကျွန်တော်မကြားဘူးဘယ်ကရင်မှလည်းဆိုတာကျွန်တော်တို့မကြားဘူးတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုတိုင်းရင်းသားတွေရဲ့ဓလေ့တိုင်းရင်းသားတွေရဲ့ထုံးစံသူတို့ရဲ့ရိုးရာကျွန်တော်တို့ဘာလို့မလိုက်နာနိုင်တာဘာလို့နေရာမပေးနိုင်တာလဲစဉ်းစားပါကျွန်တော်တို့တိုင်းပြည်မှာမတီမငြိမ်မှုတွေဖြစ်ခဲ့ရတာအဲ့ဒီတိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းစင်လာတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုဘာသာစကားကျွန်တော်တို့လေးစားမှုအားနည်းခဲ့တယ်ပြက်ကွက်ခဲ့တယ်ဒီအတွက်ကြောင့်ကချင်ပြည်နယ်မှာခုချိန်ထိစစ်ရိတ်စစ်ငွေတန်းနေတော့မယ်ကျွန်တော်တို့ခုလိုအချိန်မှာဟောလို့ခမ်းမာကြီးထဲမှာဟောတယ်လို့ကလထိုင်ကြီးတွေမှာငြိမ်ပြီးဟောတယ်လို့ကျွန်တော်တို့ကလည်းပြောချင်ရပြောပြီးပရိသတ်တွေကလည်းငြိမ်နားထောင်နေကြတဲ့အချိန်မှာအမိုးကာမရှိတဲ့နေရာအောက်မှာသူတို့ကချင်လေးတနာပါတယ်အမိုးအကာလည်းမရှိဘူးအောက်ကအခင်းလည်းမရှိဘူးနင်းနေရရှာတယ်ကျောင်းဖွင့်ချိန်2ချိန်ကျော်သွားပြီကလေးတွေကျောင်းမတက်နိုင်ကြဘူးကချင်လည်းကျွန်တော်တို့တိုင်းရင်းသားပါပဲကရင်လည်းကျွန်တော်တို့တိုင်းရင်းသားပါပဲကျွန်တော်တို့အချင်းချင်းဘာလို့သူ့ရဲ့ဓလေ့သူ့ရဲ့ရိုးရာသူ့ရဲ့ဘာသာစကားကျွန်တော်တို့လေးစားသမှုမပြုတ်နိုင်ရတာလဲဘာလို့နေရာမပေးချင်ရတာလဲနေရာတိုင်းမှာဗမာကြီးပဲထိတ်ဆုံးကနေနေရာယူကြမှာလားပြန်စဉ်းစားပါဦးကာကွယ်ရေးဦးစီးချုပ်ဘယ်ကချင်ဖြစ်ဘူးလဲဘယ်ကရင်ကများဗိုလ်ချုပ်ကြီးကရင်ဘယ်နှယောက်တွေ့ဘူးလဲဘယ်ရှမ်းရောဘယ်ကယားရောဘယ်ရခိုင်ရောဘယ်မွန်ရောဗမာကြီးပဲမလုပ်ကြပါနဲ့ဒီနေရာမှာကျွန်တော်ပြောတာပရိသတ်ကိုလည်းပြောရင်အားလုံးကိုလည်းကျွန်တော်ပြောတာဒီကျင့်ဝတ်ကလေးပါတိုင်းရင်းသားချင်းချင်းကျွန်တော်တို့စောင့်ထိန်ပေးရမယ်ထိန်သိမ့်ပေးရမယ်တာဝန်ကျင့်ဝတ်ဒါလေးကိုမှမစောင့်ထိန်ပေးနိုင်ရင်ကျွန်တော်တို့ရဲ့အခွင့်အရေးဆိုတာဟာဘလို့မှမကောင်းတော့ဘူးအဲ့ဒီအခွင့်အရေးဆိုတာမကောင်းရင် responsibility ခုနတာဝန်ယူမှုဆိုတာလည်းမရှိတော့ဘူးငါမှဘာအခွင့်အရေးမှမရတော့ကွာငါဘာမှထိန်ပေးနေစရာမလိုပါဘူးဆိုတဲ့စိတ်ဖြစ်သွားပြီဘယ်လိုလုပ်ကြမလဲအဲ့ဒီကမှတဆင့် rule of law လို့ခေါ်တဲ့နောက်အားတစ်လုံးတရားဥပဒေစိုးမိုးရေးဘလို့မှဖြစ်မလာနိုင်တော့ဘူးဘယ်သူမှမလိုက်နာနိုင်တော့ဘူးချကြံချကွာမင်းတော့ချမင်းတော့ငါအတိမမပြောငါလည်းစော်တယ်အေးချကွာသေအေးတာပဲဆိုတာမျိုးဖြစ်ကုန်တာအဲ့တော့ဒီအချက်တွေကိုကျွန်တော်တို့ထိန်းလာမယ်ဆိုရင်စောစောကကျွန်တော်ပြောတဲ့ E 3လုံးအခုတခါ R 3လုံးအဲ့ဒီကနေမှကျွန်တော်တို့ထိန်းပြီးရှေ့တက်သွားကြမယ်ဆိုမှဒီ3လုံးလို့ခေါ်တဲ့ democracy ရဲ့ development ရဲ့
development ဆိုတာတိုးတက်တတိယအဲ့ဒါအသိအရေးကြီးပါတယ် diversity ကျွန်တော်တို့သဘောမတူဘူးဗျာကွဲပြားမယ်ဗျာရန်သူမဟုတ်ဘူးအတူတူနေလို့ရမတူဘူးငါနဲ့မတူငါရန်သူမရှိဘူးအဲ့ဒီမညီညွတ်တဲ့အပေါ့အဲ့ဒီမတူညီတဲ့ကွဲပြားနေတဲ့အရာတဲမှာညီညွတ်မှုကိုတည်ဆောက်ရမယ်အရင်အရေးကြီးပါတယ်ကျွန်တော်အဲ့သုံးခုလေးပြန်ပြောပြရစေတစ်ကဒီမိုကရေစီဒီနေ့လူတိုင်းပြောတယ်ဒီမိုကရေစီတအားပြောတာပဲဘာမှလည်းမသိဘူးပြီးရင် development တိုးတက်တာကိုတူးချင်းစီတိုးတက်ဖို့လိုတယ်မိသားစုတိုးတက်ဖို့လိုတယ်ကိုမြင်းကြံမြို့နယ်တိုးတက်ဖို့လိုတယ်ပြီးရင်မန္တလေးတိုင်းတိုးတက်ဖို့လိုတယ်ပြီးရင်တနိုင်ငံလုံးတိုးတက်ဖို့လိုတယ်အဲ့ဒါလို့တိုးတက်ဖို့အတွက်ခုန democracy ရဲ့ development အရေးကြီးတဲ့ diversity မတူကွဲပြားမှုကိုလက်ခံကြပါကိုနဲ့သဘောမတူတာနဲ့ငါရန်သူပဲမလိုချင်ဘူးသွားငါနဲ့မတူရင်ထွက်အဖွဲ့တွေကနေပါတီတွေလည်းဝင်မလာနဲ့မလုပ်ကြပါနဲ့ unity in diversity လို့ခေါ်ပါတယ်မတူပေမဲ့ကျွန်တော်တို့ညီကြပါကျွန်တော်တို့အခုလက်ရှိတိုင်းပြည်မှာဒီမှာရှိတဲ့လူတော်တော်များများသိပါတယ်လက်ရှိတိုင်းပြည်မှာအရေးကြီးဆုံးပြဿနာတွေရင်ဆိုင်နေကြရတာအဲ့ဒီမတူတာကိုလက်မခံနိုင်တဲ့ပြဿနာအခုမတူတာကိုလက်ခံပေးကြဖို့ကျွန်တော်ကတောင်းပန်တာပါညနေကနေကျွန်တော်ကြုံရတယ်ငါတို့ကဘယ်တုန်းကလောက်ခဲ့တာငါတို့ကဘယ်နှစ်ခုနှစ်တည်းကလောက်ခဲ့တာဟိုကောင်က6လလောက်ကမှပါလာတာအဲ့ဒါနဲ့နေရာတွေလူကုန်ကြအောင်သူနဲ့ကိုယ်နဲ့တူချင်မှတူမှာပေါ့ဒါပေမဲ့မတူတာကိုကွဲပြားတာကိုကျွန်တော်တို့လက်ခံပေးပါလက်ခံပေးမှလည်းပဲကျွန်တော်တို့အားလုံးကမတူညီမှုနဲ့ကွဲပြားမှုကြားထဲမှာညီညွတ်မှုဆိုတာရလာတယ် unity ဆိုပါတော့တချို့ကပြောတယ်အဲ့ညီညွတ်တာမလိုချင်ဘူးဆိုတာညီညွတ်တာမလိုချင်လို့မရဘူးကျွန်တော်တို့ကညီညွတ်မှုအရေးကြီးပါတယ်အခုရန်ကုန်မှာမနေ့ကဒီနေ့ပေါ့နော်မန္တလေးမှာလည်းထွက်ပါပြီသမဂဆိုတဲ့စာဆောင်ထွက်လာတယ်သမဂဆိုတဲ့စကားလုံးကညီညွတ်တာပဲပေါင်းစည်းတာပဲသမဂဆိုတာညီညွတ်မှုနဲ့ပေါင်းစည်းမှုကိုပြတာပဲဒီမှာဆရာတော်တန်ဃာတော်များလည်းရှိပါတယ်ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကျွန်တော်ကအနှစ်ချုပ်အချင်းချုပ်ကလေးပြောတာပါညီညွတ်မှုပေါင်းစည်းမှုရဲ့အဓိပ္ပာယ်ကျွန်တော်အဲ့ဒီစကားလုံးလေးမြင်လိုက်ရတဲ့အချိန်မှာပျော်သွားတယ်ရင်ခုန်သွားတယ်ဘာကြောင့်လဲအတိတ်နမိတ်ကောင်းတယ်အလင်းရောင်လေးပွင့်သွားတယ်ညီညွတ်မှုပေါင်းစည်းမှုဆိုတာလေးကိုမြင်လိုက်ရတယ်သမဂပေါ့အဲ့ဒီညီညွတ်မှုပေါင်းစည်းမှုလေးကိုကျွန်တော်တို့မြင်လိုက်ရတာကျွန်တော်တို့တိုင်းပြည်မှာအလင်းရောင်လေးမြင်လိုက်ရတယ်လို့ပဲကျွန်တော်တို့ကမညီညွတ်ခဲ့ကြဘူးကျွန်တော်ဆိုရင်ထဲမှာခဏနာတယ်ဘတော်မှမပြောတဲ့စကားလုံးတစ်လုံးရှိတယ်သူများတွေကလည်းတအားပြောတယ်ကျွန်တော်တို့မင်းတို့ဗမာတွေနှစ်ယောက်မတွေ့လိုက်နဲ့သုံးဘွဲ့ကွဲတယ်ခေါ်ဗျာနှစ်ယောက်တည်းရှိတယ်ဘယ်လိုသုံးဘွဲ့ကွဲတာလဲမသိကျွန်တော်လည်းနားမလဲဘူးတော်တော်နာကျင်နဲ့ခံစားရတယ်အဲ့ဒါလောက်တောင်ပဲဖြစ်နေလို့လားဖြစ်နေကြသလိုပဲကျွန်တော်တို့တွေအဲ့တော့ညီညွတ်မှုလို့ကျွန်တော်တို့ပြောနေတဲ့စကားလုံးကိုကျွန်တော်အရင်အရေးကြီးလွန်းလို့ကျွန်တော်ပြောနေတာပါတယောက်နဲ့တယောက်နဲ့မတူဘူးဒါပေမဲ့အတူပေါင်းလို့ရပါတယ်တယောက်နဲ့တယောက်နဲ့ကွဲပြားတယ်အယူအဆကွဲပြားမယ်ဘာသာကွဲပြားမယ်ဓလေ့ကွဲပြားမယ်ဘလို့ကွဲပြားရည်မှန်းချက်ချင်းကတော့တစ်ခုတည်းပဲတန်း60သောမြန်မာနိုင်ငံသားအားလုံးကြီးပွားချမ်းသာဖို့ဆိုတဲ့ development တန်း60သောလူသားအားလုံးဗမာပြည်သူပြည်သားများအားလုံးဒီမိုကရေစီဆိုတဲ့ပန်းနိုင်ကိုတွားကြဖို့ဆိုတဲ့ဥတီချက်တစ်ခုတည်းသာတူရင်ကျွန်တော်တို့ညီညွတ်ဖို့ရပါတယ်ညီညွတ်ကြပါကျွန်တော်တို့ညီညွတ်မှလည်းကျွန်တော်တို့လုပ်လို့ရမယ်မဟုတ်ရင်တခြားလူတွေကကျွန်တော်တို့မညီညွတ်တဲ့လူတွေကိုတခြားနိုင်ငံသားပဲဖြစ်ဖြစ်တခြားလူမျိုးကပဲဖြစ်ဖြစ်လက်ခမောင်းလေးခတ်ပြီးတော့ပြုံးကြည့်နေမှာပဲကျွန်တော်တို့ဘာမှလုပ်လို့ရမှာမဟုတ်အဲ့တော့ကျွန်တော်ပြောချင်တဲ့၃ခုအတွဲလိုက်ကျွန်တော်ပြန်ချုပ်ရင်ဤသုံးလုံးဤတစ်လုံးကခုနကကျွန်တော်ပြောခဲ့တဲ့ emotion စိတ်ခံစားမှုရှိတယ်တစ်ဆင့်တက်လိုက်တော့အဲ့ဒီကနေနောက်ဤတစ်လုံးကျွန်တော်တက်လိုက် aesthetic အလှဗေဒကိုခံစားတတ်လာမယ်နောက်ဤတစ်လုံးကိုကျွန်တော်ဆက်တက်လိုက်တော့ empathy စာနာစိတ်တရားရှိလာမယ်ဒီသုံးလုံးကနေတစ်ဆင့်တက်လာမယ်ကျွန်တော်တို့နံပါတ်1 rights အခွင့်အရေးလူတိုင်းမှာတန်းတူညီမျှအခွင့်အရေးရှိပါတယ်
နှစ် responsibility အဲ့ဒီအခွင့်အရေးကိုလိုချင်တာဝန်ယူမှုအရေးကြီးပါတယ်3 rule of law အဲ့ဒီနှစ်ခုရှိမှဒီနိုင်ငံမှာဥပဒေစိုးမိုးရေးဆိုတာဖြစ်လာမယ်အဲ့ဒီဟာကမှတဆင့်တက်ရင် development လို့ခေါ်တဲ့တိုးတက်လာမယ်တိုးတက်မှုမြင်ရမယ်ဒီနောက်ဒီတလုံးဖြစ်တဲ့ democracy မြင်ရမယ်အရေးကြီးဆုံး diversity မတူညီမှုကြားထဲမှာညီညွတ်မှုကိုကျွန်တော်တို့တည်ဆောက်ရမယ်မတူညီမှုနဲ့ကွဲပြားမှုကိုကျွန်တော်တို့လက်ခံယူရမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခုပြောချင်တယ်ဆိုပါတော့ရုပ်ရှင်တွေကျွန်တော်တို့ရိုက်ခဲ့ကြပါတယ်ကျွန်တော်တို့အငိမ့်နေကခဲ့ကြတယ်အဲ့ဒီအချိန်အဲ့ဒီအခါကာလတုန်းကကျွန်တော်တို့မှာဒီစကားတွေကိုခုပြောသလိုပြောခွင့်ရကိုမရဘူးကျွန်တော်တို့ကဇက်ခုံပေါ်ကနေလူပြက်ဆိုပြီးကျွန်တော်တို့အငိမ့်နေကနေကြတယ်မှာဒီစကားတွေကိုကျွန်တော်ပြိတ္တတွေကိုပြောချင်လို့ဘယ်ပြောလို့ရမလဲအငိမ့်လေးကနေဒါမှပွဲလေး20 30ကအောင်မယ်အဲ့ဒီစကားသာပြောကျွန်တော်တန်းဖမ်းပါလေစင်မောဆင်းတာနဲ့အဲ့တုန်းကဆိုအခုကျွန်တော်တို့ပြောလို့ရလာတယ်အဲ့တော့ရုပ်ရှင်တွေရိုက်ရင်ကျွန်တော်တို့ထည့်ပြောလို့မရဘူးအဲ့တော့ကျွန်တော်ဘာပြဿနာရှိလဲဆိုကျွန်တော်ထောင်ထဲမှာနေနေစာအုပ်တို့ဖားတယ်အဲ့ထဲမှာလူပြက်တယောက်ကပြောတယ်ငါတို့နိုင်ငံရေးအကြောင်းပြက်လုံးမပြက်ဘူးပါတယ်ဘာဖြစ်လို့လဲလို့ဆိုတော့တဲ့အနုပညာဟာအနုပညာပဲတဲ့နိုင်ငံရေးမပါရဘူးဟောဗျာဒုက္ခပဲအဲ့ဒီလူပြက်ကျွန်တော်ဖတ်ပြီးတနာလိုက်တာသူဘာများဘယ်လိုဖြစ်လို့များဒီစကားပြောတာပါလိမ့်ပေါ့နောက်ရုပ်ရှင်ဒါရိုက်တာတယောက်ကလည်းအင်တာဗျူးတစ်ခုမှာဖြေပြန်ရောကျွန်တော်တို့ကလည်းရုပ်ရှင်ပဲတတ်တတ်ရိုက်တာတဲ့အနုပညာသီးသန့်နဲ့နိုင်ငံရေးမပါဘူးဟောဗျာသူ့လည်းကျွန်တော်တနာပြန်ရောဒါဆိုရင်ကျွန်တော်တစ်ခုမေးမယ်ဆယ်ကြီးတစ်ခုစောက်ပြီးသွားလို့တရားကြီးတစ်ခုစောက်ပြီးသွားရင်တရားကြီးပြီးဆိုတက်ခုံတာဘယ်သူတွေတော့မပြန်စဉ်းစားပါဘူးတရားကြီးပြီးဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကျမကတော့ပြေးလိုက်ဝင်ဆိုပြေးလိုက်ကြတာကောင်မလေးတွေလေအဲ့ဒီဆယ်ကြီးတွေကိုရောတက်ခုံနေကြတယ်သူတို့တွေရောအဲ့ဒီတရခန်နေထဲမှာအားပေးအားမြောက်တယ်ပါတယ်ဗျကျွန်တော်တို့ထောင်စကားဆိုတော့အပကပေါ့အားပေးကူညီမှုလေအဲ့တော့ဒါတွေကအနုပညာထဲမှာအညံ့စားအနုပညာထဲမှာအဖြင်းစားဝါရဖြန့်အနုပညာအဲ့ဒါနိုင်ငံရေးပဲဒါတွေတုန်းကတော့လှုပ်တုန်းကလှုပ်ပြီးအခုကြတော့မှကျွန်တော်တို့နိုင်ငံရေးမလှုပ်ပါဘူးလို့ဆိုတော့ကျွန်တော်ဖြင့်တနာလိုက်တာသူတို့ကိုလေအဲ့တော့ကျွန်တော်တို့ကရုပ်ရှင်ရိုက်တုန်းကဆိုကျွန်တော်ပြောတယ်ကျွန်တော်ရုပ်ရှင်ရိုက်တုန်းကဆိုတော့ခုမရိုက်တယ်လို့ဖြစ်နေတာပေါ့လေမရိုက်အားလို့ပေါ့ဗီဒီယိုရိုက်တော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားတကားတွေမှာကျွန်တော်ယူးလေးပါရုပ်ရှင်တွေမှာကျွန်တော်ထည့်ရိုက်ရတယ်ဒါအားလုံးနဲ့သိနေပါတယ်ဗျာဒီလိုဇာတ်လမ်းမျိုးခဏကြည့်ဘူးပါတယ်မင်းသမီးကိုလူဆိုးတွေကဝိုင်းဆွဲကြတာဟောဆွဲတာဟိုဘက်ထိပ်ဒီဘက်ထိပ်ဟောကောင်မလေးကယုံပေါ့အော်ပေါ့အဲ့မှာမင်းသားပြေးဝင်လာကြည့်လိုက်ပြီးတော့ဟေးကောင်မလေးကိုလွတ်လိုက်ငါเนี่ยလက်ကြည့်ပြီးတော့ထိုးကြတာပေါ့ဗျာဒါပဲယူးလေးဒါလူတိုင်းသိတယ်အခုပြောလဲဘာမှမထူးဆန်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီဇာတ်ကားပြပြီးလို့နေကိုရောက်သွားတယ်အဲ့ဒီကြောက်ပတောင်းပဲ10ပေါက်ရောက်သွားတော့အဲ့ဒီကလူတွေကလာပြောတယ်အဲ့ဒီအခန်းရီလည်းမိုက်တယ်လားဘယ်အခန်းတော့ကောင်မလေးကိုလွတ်လိုက်ဆိုတာလေရီလည်းထိတယ်ဟာထိတယ်ခမရလည်းမသိကြအောင်ဆောင်းနေတယ်သူကပြောပြီးထွက်သွားဘာမှလည်းမသိဟုတ်ဗျာနောက်တနေရာရောက်သွားမင်းမြို့ရောက်လေအဲ့ဒီလူတွေတွေ့ကိုစားကအဲ့ခန်းတော့ရီလည်းမိုက်တယ်ဗျာထိရန်ခမရတက်ကောင်းတယ်ဘာဖြစ်တာဘာဖြစ်လို့လဲအဲ့ဒါကျွန်တော်တနေရာ2နေရာ3နေရာ6နေရာလောက်ဖြစ်သွားတော့မှသဘောကပေါက်သွားတယ်သူတို့ကကောင်မလေးကိုလွတ်လိုက်လို့ပြောတဲ့စကားအဲ့ဒီချိန်မှာအန်တီဒေါ်ဆန်းတူကြီးကဖမ်းခံနေရတာဟုတ်ကျွန်တော်တို့ကယူပြောတာအဲ့ဇာကားတွေကကောင်မလေးကိုလွတ်လိုက်လို့ကျွန်တော်ကယူပြောတာဒါပေမဲ့သူတို့ကသူတို့ဆွဲတွေးသွားတာဟုတ်လားခုကျွန်တော်ဘာမှမပြောဘူးလုပ်ကိုမလုပ်ဘူးဘယ်လုံးမှမလုပ်ရတာကြောက်တာပေါ့ဒါမျိုးအဲ့လိုဖြစ်တော့ပြဿနာပဲဒါပေမဲ့ကျွန်တော်တခုတော့ရသွားလင်းကနေတခုရသွားတငယ်ချင်းတွေတွေ့တော့ပြန်ပြောဟဲ့အောင်ငါတော့နေသွားတာကွာအဲ့ဒီလိုပဲဖြစ်တယ်လူတွေကကောင်မလေးကိုလွတ်လိုက်တော့အရန်သဘောကျနေတယ်ဆိုကျွန်တော်တငယ်ချင်းတွေကလည်းပညာတော်ကြတယ်သူတို့ဇက်ကားထဲမှာဆိုင်မဆိုင်အဲ့ဒီအခန်းကိုထည့်တော့တာပဲအင်းရကံပေါင်းပေါ်တက်သွားလဲကောင်မလေးကိုလွတ်လိုက်ပဲဈေးထဲရောက်လဲကောင်မလေးကိုလွတ်လိုက်အရက်ဆိုင်ရောက်လဲကောင်မလေးကိုလွတ်လိုက်ပဲတဖြည်းဖြည်းနဲ့စင်စားကောင်တွေကတက်ပေါက်လာတယ်စင်စားလူတွေကတက်ပေါက်တော့သူတို့ကြိလာရင်လည်းမဟုတ်ဘူးဒီကောင်တွေတမင်လုံနေတာကောင်မလေးကိုလွတ်လိုက်ဆိုတာစင်စားအဲ့ဒီမှာ4/2002မှတ်မှတ်ရအဲ့ဒီစာရွက်နဲ့ထုတ်ကြညာတယ်ရုပ်ရှင်ဇာတ်ကားများတွင်ကောင်မလေးကိုလွတ်လိုက်ဟူသောစကားထဲ့မပြောရန်ကဲအဲ့တော့ကျွန်တော်လည်းမနေနိုင်ဘူးဗျအဲ့ဒါဗီဒီယိုဇာတ်ကားတကားကျွန်တော်ကရိုက်တယ်အဲ့ကျွန်တော်ရိုက်တဲ့ဗီဒီယိုဇာတ်ကားထဲမှာ
လွင်မိုးပေါ့သူ့မျက်နှာနဲ့လည်းလိုက်တယ်လေလွင်မိုးကအဲ့လိုပဲမင်းသမီးကိုလူဆိုးတွေကဝိုင်းဆွဲရောဆိုတော့ယုံလာကန်လာလို့တော့လွင်မိုးကအဲ့ရှိရနေဖြတ်လာအဲ့နားလေးရောက်ဆွဲနေအောင်မြင်နေတော့ခေါင်းလေးငုံပြီးကိုနဲ့ထွက်သွားကောင်မလေးကဟိုကိုကျမကိုကယ်ဦးလေဆိုလှမ်းអော်တာလွင်မိုးကပြန်လှည့်လာပြီနေငါကယ်တော့ကယ်ခြင်းနဲ့ဟာကောင်မလေးကိုလွတ်လိုက်လို့ငါပြောလို့မရဘူးဟာတဲ့အဲ့ဒီကြမှာပဲတကားလုံးအပိတ်ခံရတော့တာသူတို့ရွဲ့ပါတယ်ဆိုပြီးတော့အဲ့တော့စင်ဆာဆိုတဲ့အမျိုးအစားကလည်းအတော်ကြောက်စရာကောင်းတဲ့လူတွေသူစင်ဆာမှာအဖွဲ့ဝင်က24ယောက်ရှိတယ်ဒီနားမှာခုနကညီငယ်တယောက်ကမေးတယ်သူတို့ဗီဒီယိုအခြေခံအဖွဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်လည်းတေချာမသိဘူးအဲ့တော့စင်ဆာကလည်း24ယောက်ရုပ်ရှင်အကြောင်းကိုပင်မခေါင်းမန်းကိုမသိတဲ့လူတွေကြီးပဲစင်ဆာမှာဖလင်မမြင်ဘူးတဲ့လူတွေကစင်ဆာလူကြီးဖလင်အပြားတစ်ပြားမှာအပေါက်ဘယ်နှပေါက်ပါမှမသိတဲ့လူတွေကစင်ဆာလူကြီးသာသနာရေးကလူလားရဲလားစစ်တပ်ကထောက်လှမ်းရေးလားဟိုမိခင်ကလေးစောင့်ရှောက်ရေးလားဘယ်လားအကုန်လျှောက်ထဲတာဟိုလူတွေကလည်းရုပ်ရှင်စင်ဆာဆိုရောက်လာပြီးတာဝန်ကြီးပေါ့ပြန်သွားရင်2 ပေလောက်ဖြစ်တော့ဖြတ်ပစ်ခဲ့သေးတယ်ဟိုဖြတ်မဲ့ဖြတ်လေရှေ့ကဒုတာဝန်ရေးသုံးပါတော့ဘာလို့ဖြတ်ခဲ့ပါလားအဲ့ဒါမဖြတ်ဘူးဘာမှမသိတာတွေဖြတ်ဖြစ်ခဲ့တော့ကျွန်တော်ကတစ်ချိန်ကြတော့ဒီလောက်တောင်ဖြစ်လာတဲ့စင်ဆာစိန်ခေါ်ပြီးရိုက်မယ်ကျွန်တော်ကောက်တကွက်မှမဖြတ်စေရဘူးဆိုပြီးတော့ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ချစ်ကြကြိုက်ကြအိမ်တော်ပြုတ်ကောင်လေးဘက်ကဆွေမျိုးတွေကအိမ်မော်တက်လားကောင်မလေးဘက်ကဆွေမျိုးတွေကလည်းအိမ်မော်တက်လားအဲ့ဒီလိုအိမ်မော်ကိုရောက်လာတဲ့ဆွေမျိုးတွေပြဿနာရှာကြတော့အဲ့ဒီလင်မယားမှာဒုက္ခရောက်ပြီးတော့ဆွေမျိုးတွေလက်ကလွတ်အောင်ရုံးထွက်သွားတယ်ဆိုတဲ့ဇာလန်းလေးရိုက်တာဇာကားနာမည်ကိုလည်းရိုးလေးပေးလိုက်တယ်အမျိုးကိုချစ်ပါတကယ်ပဲဗျာစင်ဆာတကတ်မှမဖြတ်ဘူးဒါပေမဲ့ကျွန်တော်စင်ဆာအဖွဲ့ကခေါ်တွေ့တယ်ဇာကားနာမည်ပြောင်းပေးပါဟုတ်ဗျာဟာဘာမှလုပ်မရလှက်ပတ်ပြီးဘယ်လိုဖြစ်ရလဲဘာဖြစ်လို့တော့ကျွန်တော်ကားနာမည်လေဟုတ်တယ်အမျိုးကိုချစ်ပါလေဟုတ်တယ်ဘာဖြစ်လို့ပြောင်းရတာလဲကျွန်တော်တို့အကြိမ်စဉ်းစားပါတယ်ကိုစားကနာတဲ့အမျိုးကိုချစ်ပါဆိုတော့အမြစ်ကိုချိုးပါလို့အဓိပ္ပာယ်ရတယ်တဲ့ဟာကျွန်တော်ကိုမစဉ်းစားမိဘူးဗျာအဲ့စကားကိုငကူကမြတ်ကျွန်တော်စဉ်းစားမိခဲ့ရင်ဇာကားနာမည်ကိုအမြစ်ကိုချိုးပါလို့စပေးတယ်ဒါမှကျွန်တော်အမျိုးကိုချစ်ပါပြန်ဖြစ်မှာလေဆိုသူတို့ဘာသူတို့တွေးတာအဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့ဖိအားပေါင်းမြောက်များစွာအခုတော့အဲ့စဉ်းစားဖွဲ့လည်းမရှိတော့ပါဘူးပြတ်သွားပါပြီအဲ့တော့ဖိအားပေါင်းမြောက်များစွာဂျားမှာကျွန်တော်တို့ကလောက်ရတော့ဟိုကနေလှည့်ထွက်ဒီကနေလှည့်ထွက်နဲ့ဖန်တီးခဲ့ရတာအမှုပညာတွေကိုကျွန်တော်တို့ရဲ့အမှုပညာသမားတယောက်ရဲ့လွတ်လပ်ခွင့်ရပိုင်ခွင့်အခွင့်အရေးနီးမျိုးစုံရင်းပြီးကျွန်တော်တိုက်ခဲ့ကြအခုကျတော့ကျွန်တော်တငယ်ချင်းတွေကပြောတယ်စင်ဆာတွေမရှိတော့ဘူးတဲ့စာပေမှာလည်းမရှိတော့ဘူးရုပ်ရှင်မှာလည်းမရှိတော့ဘူးငါတို့တွေပြက်လုံးမပြက်တတ်တော့ဘူးစင်ဆာမရှိရင်သူတို့မပြက်တတ်တော့ဘူးလေစင်ဆာရှိနေတော့ဟိုနားရှောင်ပြက်ဒီနားရှောင်ပြက်တာဘူးကျွန်တော်ကလည်းပြောပါတယ်မင်းတို့ဘာမှအားမငယ်ပါနဲ့လွတ်တော်ရှိနေတယ်မြတ်ပြက်လုံးမရှားဘူးအဲ့တော့ကျွန်တော်စောစောတုန်းကပြောလာတဲ့ဓာတ်တွေကိုကျွန်တော်ကတစ်ခုချင်းစီပြန်စီပြရစေအဲ့ဒီလိုကျွန်တော်တို့လည်းကိုယ့်ရဲ့ရပိုင်ခွင့်အခွင့်အရေးဆိုတဲ့ right ဆိုကျွန်တော်တို့တာဝန်တစ်ခုလို့ responsibility တာဝန်တစ်ခုလို့ကျွန်တော်တို့ယူခဲ့ကျွန်တော်တို့လုပ်ရင်ကျွန်တော်တို့ခံရမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကျွန်တော်တို့တောင်းဆိုရမယ်တိုက်ပွဲဝင်ရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့လုပ်ခဲ့ရင်ကျွန်တော်တို့တာဝန်ကြေပြွနေလို့ဆိုပေမဲ့ကျွန်တော်တို့ဟာတာဝန်သိယုံနဲ့မရပဲအဲ့ဒီတာဝန်နဲ့ကျင့်ဝတ်ကိုဆက်လက်ထမ်းဆောင်မှုလိုတယ်ဒီလိုမှသာ rule of law လို့ခေါ်တဲ့ဥပဒေစိုးမိုးရေးဆိုတဲ့ခေါင်းစဉ်စီကိုကျွန်တော်တို့တည့်တယ်သွားမယ်ဒီလိုပဲစောစောကကျွန်တော်ပြောခဲ့တဲ့ E 3လုံးမှာနောက်ဆုံး E တစ်လုံးဖြစ်တဲ့ empathy ကိုချင်းစာနာမှုတရားကျွန်တော်ကသူ့ကိုစာနာတယ်လို့သူကလည်းကျွန်တော်ကိုပြန်စာနာမှကျွန်တော်တို့လောကကြီးသားရမယ်အပြန်အလှန်ပေါ့အစိုးရနဲ့ကျွန်တော်တို့ကြားထဲမှာလည်းအပြန်အလှန်စာနာမှုတရားရှိရမယ်ကျွန်တော်တို့တစ်ချိန်လုံးအစိုးရကိုမကောင်းပြောခဲ့ပါတယ်ဒီချိန်မကောင်းပြောနေလို့ဘာထူးလာမှာကျွန်တော်တို့အလုပ်လုပ်ရမယ့်အချိန်ရောက်လာပြီအဲ့တော့အပြန်အလှန်စာနာမှုတရားရှိရမယ်ကျွန်တော်ကိုယ်တွေ့တွေကြီးကျွန်တော်ရှောက်ပြောနေတယ်ဖြစ်ပါလိမ့်မယ်1988ခုနှစ်မှာကျွန်တော်ပြောဘူးတယ်အရေးတော်ပုံကြီးဖြစ်တော့ပထမဦးဆုံးဖန်ခံရတာကျွန်တော်ပဲအဲ့ဒီကနေကျွန်တော်ထောက်လိုင်းတက်ထဲကိုအပုတ်ခံလိုက်ရတယ်အဲ့ထောက်လိုင်းတက်ထဲကိုကျွန်တော်ရောက်သွားတဲ့ချိန်မှာကျွန်တော်ကိုတို့က
လက်ထိတ်ကိုနောက်ပြန်ခတ်ထားတယ်ခေါင်းမှာအဝတ်အမဲကြီးခေါင်းဆွတ်ထားတယ်ပြီးတော့ပြောလိုက်သေးတယ်နောက်လှည့်မကြည့်နဲ့တော့တဲ့ဟောဗျာအဝတ်အမဲကြီးဆွတ်ထားတာကိုနောက်လှည့်ကြည့်တော့ကျွန်တော်ဗာမြင်ရမှာလားမဟုတ်ဘူးဗျသူတို့ရဲ့စိတ်မှာဘာဖြစ်တာလဲဆိုတော့သူတို့ကိုမြင်သွားမှကြောက်တာပြီးလဲပြီးတော့ကျွန်တော်ဝိုင်းသမတော့ထိုးတာလက်သီးနဲ့ထိုးရုံနဲ့မကဘူးခြေထောက်နဲ့လည်းကန်တယ်နောက်သူတို့လက်တွေခြေထောက်တွေညောင်းသွားလို့ထင်တယ်ကျွန်တော်ကိုခေါ်သွားပြီးတော့မြေကြီးထဲမှာမြုပ်ပလိုက်တယ်ခေါင်းလေးပဲပေါ်တယ်ကျွန်တော်အဲ့မြေကြီးထဲမှာမြုပ်ထားအဲ့ဒီမှာစစ်တပ်ရဲ့ဗိုလ်မှူးတယောက်ဟာအာမီကြီးကိုမောင်းပြီးတော့ကောက်ဘူးလို့မောင်းလာပြီကျွန်တော်နားကြမှာခေါင်းမောင်းနေဝီးကနေကြော်ကြော်မောင်းတာကြောက်တာပေါ့ဗျာကျွန်တော်ခေါင်းကြိတ်မယ်ဆိုတာကြီးပဲကျွန်တော်ကြောက်တာပေါ့လူပဲဗျာဘာမှကြောက်စရာအကြောင်းရှိလဲဒါပေမဲ့ကံအားလျော်စွာပဲအကျိတ်မခံခဲ့ရဘူးပေါ့လေဒါကြောင့်မို့လို့အခုလိုအရှင်လက်တွေ့ရတာပေါ့ဒါဒီနေရာမှာနေပြီးသွားပြီလို့ထင်ကြစရာအကြောင်းရှိရုပ်ရှင်လို့ဆိုရင်တော့ဆိုတီးချလိုက်ပါပေါ့နော်နောင်နှစ်20ကြာတော့ခါဒါဆိုရောက်သွား2008ကျွန်တော်မြကြီးနားထောင်ပို့ခါကျွန်တော်ခေါင်းကိုကားနဲ့ကြိတ်မယ်ဆိုတဲ့ဘုံမှုသူကဘုံမှုကြီးဖြစ်နေဒါပေမဲ့ထောက်လန်းရေးတွေအကုန်ထောင်ထဲထဲတော့သူလည်းထောင်ထဲရောက်လာရှာတာသူကမြန်တနာဖို့ကောင်းတာသူ့မိမလည်းထောင်ထဲမှာသူ့သားလည်းဖမ်းခံရတယ်ထောင်ထဲမှာတမိသားစုလုံးထောင်ထဲရောက်သူ့ထောင်ဝင်စာပေးမဲ့လူမရှိဘူးကျွန်တော်ထောင်ဝင်စာပေးမဲ့လူကျွန်တော်အိမ်ကပါဆယ်တုပ်ပို့ပြီးလို့စားရတယ်အဲ့ဒီလူကြီးကကော်ဖီတိတ်ကြိုက်တယ်သူ့မှာဘာမှတောက်စရာမရှိဘူးထောင်ကပေးတဲ့အစုပ်အပြတ်ထမင်းဟင်းပဲစားစရာရှိတယ်ကျွန်တော်သူ့အခန်းကိုသွားတော့ကျွန်တော်ကြောက်တယ်ကြောက်မှာပေါ့ကျွန်တော်အဲ့ချိန်မှာထောင်17နှစ်ကြာပြီးနေပြီလေထောင်မင်းသားဗျာကျွန်တော်အဲ့ချိန်မှာထောင်ထဲမှာဒါမျိုးတော့လာမလုံးနဲ့ဟဲ့အောင်ဆိုလက်ဖြောက်တစ်ချက်ဒီနောက်ကစော်မဲ့လူအစင်းနေမယ်ထောင်ထဲမှာလူတက်တာ3နှစ်ပဲကြာတယ်အပြင်မှာလူတက်ရင်တေးတန်းပြန်ပြီးခံရအောင်မယ်ထောင်ထဲမှာလူတက်လို့က3နှစ်ပဲတတ်ဆန်းရတယ်လုံးမဲ့လူတွေကလည်းအများကြီးပဲဒါမျိုးလှုပ်ချင်နေတာသူကြောက်တာပေါ့ဒါပေမဲ့ကျွန်တော်မလုပ်ခဲ့ပါဘူးကျွန်တော်သူ့အခန်းကိုသွားပြီးတော့လက်ဆွဲနှုတ်ဆက်ခဲ့ကျွန်တော်သူ့ကိုကော်ဖီသွားတိုက်ခဲ့တယ်ကျွန်တော်အိမ်ကပါလာတဲ့ဟင်းတွေကိုသူ့မျှပြီးကျွေးခဲ့ကျွန်တော်စိုက်ခင်းထဲမှာကျွန်တော်စိုက်ထားတဲ့ကော်ဖီလေးတွေကြိုက်လန်လေးတွေကစွန်းရွက်လေးတွေကျွန်တော်ဟင်းချက်တဲ့အခါသူ့ကိုသွားပို့တယ်အဲ့ဒီလူကြီးမျက်ရည်ကျရှာတယ်ဆိုတော့ဆရာ OBJ ပြောသွားတဲ့စကားထဲမှာပါပါတယ်အဲ့ဒါမန်ဒဲလာဗျတောင်အာဖရိကမှာမန်ဒဲလာက truth and reconciliation ဆိုပြီးတော့အမှန်တရားနဲ့ပြန်လည်ရင်ကြားစီရေးဆိုတဲ့အစီအစဉ်ကိုလုပ်တဲ့အချိန်မှာ forgive and forget ဆိုတာကိုလုပ်တယ်ခွင့်လွတ်တယ်မေ့တယ်ပြီးပြီပေါ့ပြီးခဲ့တာတွေကပြီးပါပြီထားလိုက်တော့အားလုံးခွင့်လွတ်လိုက်ပြီအားလုံးမေ့ပြစ်လိုက်ပြီဒါမန်ဒဲလာပါဇာဂနာမဟုတ်ပါဘူးဇာဂနာကတော့ခွင့်လွတ်လို့ရတယ်မေ့လို့မရဘူးဒါတွေတကယ်လုပ်ခဲ့တာလေကျွန်တော်ခွင့်လွတ်လို့ရတယ်လက်စားမချေဘူးအဲ့ဒီလူကြီးကိုကျွန်တော်လက်စားမချေဘူးလက်ဖျားနေတော့မတို့ချိန်လည်းမချိန်ကြောက်ဘူးကျွန်တော်ခွင့်လွတ်ပါတယ်ဒါပေမဲ့မေ့လို့တော့မရဘူးဒါကြောင့်လေကျွန်တော်ထောင်ထဲကအတွေ့အကြုံတွေအကြောင်းစာအုပ်ပြန်ရေးပြသွားတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီလိုအတွေ့အကြုံတွေကိုတယောက်စီဝိုင်းရေးပေးကြဖို့လိုတယ်ဒါမှနောင်လာမဲ့နောင်လာနောက်သားတွေအတွက်လေဟောဒီတို့တိုင်းပြည်မှာဟောတာတွေတော့တကယ်ဖြစ်ခဲ့တာအပလာတွေမဟုတ်ဘူးအင်းတွေမဟုတ်ဘူးဒီလိုကျွန်တော်တို့ကအထောက်ထားတွေဖြစ်အောင်ဝိုင်းရေးပေးကြဖို့လိုတယ်အဲ့တော့ကျွန်တော်ထောင်ကလွတ်လာတဲ့အခါမနှစ်ကလွတ်လာတဲ့အခါမှာအဲ့ဒီလူကြီးကိုကျွန်တော်သွားနှုတ်ဆက်တော့ငိုရှာတယ်အခုတည်းကသူမလွတ်သေးပါဘူးအခုထောင်ထဲမှာအခုတည်းရှိတော့မယ်ကျွန်တော်အခုတည်းကလည်းပဲတစ်လတစ်ချိန်သူ့စီကိုစားစရာတို့အဝတ်စားတို့စားအုပ်တို့ပို့ပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်သွားနှုတ်ဆက်တဲ့အချိန်မှာ तू ကငိုးပြီးတော့ပြောတယ်ဟိုတုန်းကကျွန်တော်ခမားကိုဗျာတဲ့အဲ့လိုနှိပ်စက်ခဲ့တယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လည်းသူ့ကိုပြန်ဖြေခဲ့ပါတယ်ကျွန်တော်လည်းခွင့်လွတ်ပါတယ်ဒါပေမဲ့မေ့လို့တော့မရဘူးကျွန်တော်မမေ့ဘူးလက်စားချေဖို့မမေ့တာမဟုတ်ဘူးမေ့လို့မရလို့ကိုမမေ့တာပါကျွန်တော်တို့ပြိတ္တကြီးကိုလည်းပြောချင်တာမမေ့ကြပါနဲ့ဒါပေမဲ့လက်စားလည်းမချေပါနဲ့ခွင့်လွတ်လိုက်ပါ past it pass ပဲပြီးခဲ့တာတွေကဖြတ်တန်းပြီးသွားပြီဒါပေမဲ့
မေ့လို့တော့မရကြပါနဲ့အလွယ်တကူမေ့သွားမှာဆိုလို့တမိုင်းဆိုတာတမိုင်းပဲအထောက်ထားပဲဒါပေမဲ့ခွင့်လွတ်လိုက်ပါလက်စားမချေပါနဲ့ဆိုတော့ကျွန်တော်ပြောချင်တဲ့ empathy ဆိုတဲ့စကားလုံးကဒါနဲ့ဓာတ်ရိုက်ကိုသက်ဆိုင်ပါတယ်ကိုချင်းစာနာစိတ်တရားသူ့မှာသာအဲ့ဒါလိုကိုချင်းစာနာစိတ်တရားရှိခဲ့ရင်အဲ့ဒီအချိန်တုန်းကကျွန်တော်အဲ့ဒါလိုလုပ်ပါမလားကျွန်တော်မှာကိုချင်းစာနာစိတ်တရားထားနိုင်ရင်သူ့ကိုကျွန်တော်လက်ဆွဲနှုတ်ဆက်လို့ရတာပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကိုတတ်ဖို့ကျွန်တော်ကိုတတ်ဖို့ကျွန်တော်ကိုနှိပ်စက်ဖို့ကျွန်တော်ကိုအယိုးတခြားအသားတခြားဖြစ်အောင်လုပ်ချင်တယ်ဆိုတဲ့လူကိုလက်ကမ်းပြီးကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေနိုင်တယ်ဆိုရင်ကို့အချင်းချင်းဘာလို့မညီညွတ်နိုင်ကြတာလဲဗမာတပြည်လုံးမှာအခုတွေ့နေရတဲ့ဟာကို့ကိုတတ်မဲ့လူကို့ကိုအယိုးတခြားအသားတခြားဖြစ်အောင်လုပ်မဲ့လူနဲ့တောင်လက်ဆွဲနှုတ်ဆက်နိုင်ပြီဆိုရင်ကို့အချင်းချင်းဘာလို့ပခုံးချင်းမဖက်နိုင်ရတာလဲအဲ့ဒါ diversity မတူမှုနဲ့ကွဲပြားမှုကိုလက်ခံပေးကြပါဒါမှ development တိုးတက်မယ်ကျွန်တော်တို့အားလုံးလိုချင်တဲ့ democracy ဆိုတဲ့ခရီးကြီးကိုပန်းနိုင်ကြီးကိုကျွန်တော်တို့အရောက်သွားနိုင်ပါအဲကြောင့်ဒီညကျွန်တော်ပြောတဲ့အထက်မှာသုံးလုံးကြီးပဲဒီသုံးလုံးဆိုတဲ့ democracy development and diversity emotion aesthetic နဲ့ empathy နောက်အားသုံးလုံးဖြစ်တဲ့ rights responsibility နဲ့တာဝန်ယူမှုတာဝန်သိမှုနဲ့ rule of law လို့ခေါ်တဲ့တရားဥပဒေစိုးမိုးရေးအဲ့ဒီသုံးခုအတွဲလိုက်တာပြည့်စုံရင်ကျွန်တော်တို့က33လီ9မဟုတ်တော့ဘူး33လီ10ရှေ့တောင်အာရှမှာခေါင်းမော်နိုင်ပြီတရုတ်ကိုလည်းကြောက်เสียမလို့အနောက်ကအိန္ဒိယကိုလည်းဂရုစိုက်เสียမလို့ကိုယ်ဂုံဒရက်နဲ့ကိုဗမာမြန်မာဆိုတဲ့ identity နဲ့ကျွန်တော်တို့ယက်တီလို့ရပြီအဲ့တော့ဒီနေရာမှာကျွန်တော်တခုတော့ကြောက်တာတခုရှိတယ်ဗျတော့စာပေဟောပြောပွဲဆိုတဲ့ကိစ္စမှာကျွန်တော်တော်တော်ကြောက်တယ်ဘာကြောင့်လဲလို့ဆိုတော့တလန်းသွားကြီးကျွန်တော်တို့ကစေမုံကနေပြောတယ်ပြိဿတွေလည်းနားထောင်ပွဲလဲပြီးတော့အကုန်လုံးလည်းပြန်သွားကျွန်တော်တို့လည်းပြန်သွားပြီးသွားပြိဿရဲ့အတန်ပြည်သူတွေရဲ့အတန်ကျွန်တော်တို့ပြန်ကြားဖို့လိုပါတယ်ထိုနည်းတူပဲလွတ်တော်တွေကကိုယ်စားလှယ်တွေကိုလည်းပြည်သူတွေရဲ့အတန်နားထောင်သင့်တယ်ကျွန်တော်တို့လည်းကျွန်တော်တို့ကြီးပဲပြောနေတဲ့အစားဒီမှာရှိတဲ့ပညာရှင်များကိုလည်းမေတ္တာရက်ခံတယ်မြင့်ညံမျိုးကဆရာသမားများနောက်တစ်ခါပွဲစီစဉ်တဲ့ခါကျရင်လည်းပြိဿတွေရဲ့အတန်ကိုလည်းကျွန်တော်တို့ပြန်ကြားခြင်းတယ်ကျွန်တော်တို့ထက်တက်တဲ့လူတွေလည်းအများကြီးရှိတယ်အတွေ့အကြုံတွေလည်းကြီးတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ပြိဿကိုပဲကျွန်တော်တို့ကပြောနေတဲ့တစ်ဖက်သက်သွားနေတဲ့စနစ်ကြီးအစားပြိဿကိုကျွန်တော်တို့အပြန်အလှန်ဆွေးနွေးကြပြောကြဆိုကြတဲ့ဟာမျိုးလဲလိုအပ်လာပြီကျွန်တော်တို့တိုင်းပြည်ကညှင်းခုန်ဖို့တယောက်နဲ့တယောက်အကြံဉာဏ်တွေဖလှယ်ဖို့အတွေးခေါ်တွေဖလှယ်ဖို့အချိန်ခါလဲရောက်ပြီသူများနောက်ကကြီးလိုက်နေရတာဟုတ်ဗျအဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခုလောက်တော့မေးကြည့်ခြင်းတယ်ပြိဿကိုလည်းကျွန်တော်မေးတာလေးတော့နည်းနည်းတော့ဖြေစေခြင်းတယ်နိုင်ငံရေးဆိုတာဘာလဲမသိဘူးလို့ပါကျွန်တော်ဒီမှာတောက်တောင်တင်းတင်းကြီးတွေနေမဲ့စားပေါ့ပေါ့ပါပါလေးကျွန်တော်တို့ပြောကြည့်ကြရပါဟုတ်နိုင်ငံရေးဆိုတာဘာလဲခင်ဗျာဟုတ်ပြီကဲတယောက်ကတော့မိုက်တယ်ဗျနိုင်ငံရေးဆိုတာလူမှုရေးပါပဲကဲဒီဘက်ကလို့ပေါ့နိုင်ငံရေးဆိုတာဘာလဲဗျာကောင်းလိုက်တာတနိုင်ငံလုံးရဲ့အရေးဟုတ်ကဲ့နောက်တစ်ယောက်များမတူတာလေးများပြောမလားလို့ခင်ဗျာနိုင်ငံသားတိုင်းရဲ့အရေးသဘောမတူတဲ့လူများရှိလားမသိဘူးကျွန်တော်တို့အဲ့ဒီမတူတာကိုကျွန်တော်တို့လက်ခံနေရတာလေအဲ့နိုင်ငံရေးပဲ तू ကပြောမယ်နောက်တစ်ယောက်ကပြောမယ်စားဝတ်နေရေးလို့ပြောရင်လည်းကျွန်တော်တို့လက်ခံရမှာပဲနိုင်ငံရေးဆိုတာမိဖို့ချောင်တွေကအရေးလို့ပြောရင်လည်းလက်ခံရမှာပဲရေချိုးကန်းတွေကအရေးဆိုလည်းလက်ခံရမှာပဲလူရှိနေသမျှကျွန်တော်တို့ကနိုင်ငံရေးနဲ့ကင်းလို့ကိုမရအောင်ကျွန်တော်တို့အသက်ရှင်နေသမျှနိုင်ငံရေးနဲ့ကင်းလို့မရသေတဲ့လူတော့နိုင်ငံရေးနဲ့မကင်းဘူးကျွန်တော်နိုင်ငံရေးနဲ့မကင်းလို့ကျွန်တော်အဖေနဲ့ကျွန်တော်အမေရဲ့အတုပါကိုကျွန်တော်မမြင်ရတာပေါ့ကျွန်တော်ထောင်ထဲမှာနေတော့အဖေသေသွားတာလည်းမသိအမေသေသွားတာလည်းမသိနိုင်ငံရေးနဲ့ကသေလည်းမကင်းဘူးဒီမှာနာရေးကူညီမှုအသင်းတွေလည်းရှိအောင်ပါပဲအလောင်းတစ်ခုကိုမီးတကြိုဖို့တို့
မြုပ်ဖို့တော့တော်တော်ခက်ခဲရှိတယ်အဲ့ဒါနိုင်ငံရေးပဲအဲ့တော့နိုင်ငံရေးဆိုတာဘာလဲလို့ကျွန်တော်ပြိတ္တကိုခုနမေးလိုက်တယ်လို့ပဲကျွန်တော်ကနိုင်ငံရေးဆိုတာဘာလဲလို့ဆိုတာလေးတခုတော့ကျွန်တော်ကလည်းပုံမြင်လေးတစ်ပုဒ်ပြန်ပြောပြခြင်းတယ်အဲ့ဒါဘာလဲလို့ဆိုတော့ကလေးလေးတယောက်ကကလေးလေးကသူ့အဖေကိုမေးတယ်ဖေဖေတဲ့နိုင်ငံရေးဆိုတာဘာလဲအဖေကသဘောကျသွားဟာငါသား9 နှစ်သားကြည်စမ်းဒီအရွယ်နဲ့နိုင်ငံရေးကိုစိတ်ဝင်စားတယ်သားလေးတော်လိုက်တာသားကိုဖေဖေရှင်းပြမယ်တိတိကျကျနားထောင်ဟုတ်ကဲ့ပါဖေမင်းတို့ငါတို့နေတဲ့ဟောဒီအိမ်မှာတအိမ်လုံးစားဖို့တောက်ဖို့ပတ်စံဘယ်သူရှာလဲအဖေကြီးရှာတာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီအိမ်ရဲ့အရင်းရှင်ကဖေဖေပဲဟုတ်ပြီဒါဆိုမေမေကြီးရောမေမေကြီးကဖေဖေကြီးရှာပေးတဲ့ပတ်စံနဲ့တအိမ်လုံးစားဖို့တောက်ဖို့ငါသားလေးတို့ကြောင်းသွားဖို့ငါသားလေးတို့ဝတ်ဖို့စီမံခန့်ခွဲပေးရတဲ့အတွက် तू ကအစိုးရဟာဟုတ်လာပြီကလေးကနှစ်ချက်ရသွားပြီဒါဆိုရင်သားတော့ကွာဖေဖေပေးတဲ့ပတ်စံကိုမေမေကစီမံခန့်ခွဲပေးတဲ့အတိုင်းလိုက်နာပြီးအလုပ်လုပ်နေရတဲ့အတွက်သားကပြည်သူဟုတ်အဲ့ဆိုရင်ဟိုအိမ်ပေါ်မမကြီးအောင် तू ကတော့အလုပ်သမားလူဒန်းစားပေါ့ကွာဒါဆိုရင်ဖေကြီးရတဲ့သားရဲ့ညီလေးလာသားလေးရင်ခွင်ပိုက်သားကလေးညီလေးအဲ့ဒီညီလေးကိုဘာလဲအဲ့ဒါတော့တည်တည်ချာချာမှတ်ထားတို့တိုင်းပြည်ရဲ့အနာဂတ်ကလေးရသဘောကျပြန်သွားညကြတော့အဲ့ဒီကလေးကအိယာနေနိုးလာတယ်သူ့ညီငိုပန်ကြားလို့ထလဲကြည့်လဲကောသူ့ညီလာသားလေးကပကက်ထဲမှာအီးတွေနဲ့လူနေတယ်ဟာဒုက္ခပဲငါညီလေးကငိုနေတယ်အမေသွားခေါ်မှာပဲဆိုသူအမေအခန်းလဲသွားလဲတော့အမေကိုဘလို့မှနှိုးမရအောင်ခေါ်ခလောနဲ့အောက်ဟောက်ပြီးတော့အိမ်လာအမေကဟာဒုက္ခပဲအဖေပဲရောက်သွားလဲအဖေပြောင်းအောက်ထက်ကအတန်ကြားတော့မှသွားကြည့်လိုက်တော့သူ့အဖေကအိမ်ပေါ်ကောင်းမလေးရဲ့ဂရင်မော်ကိုရောက်ကလေးကခေါင်းခါပြီးအပေါ်ပြန်တက်သွားပြီသွားပြန်အိတ်နေလိုက်မနဲ့မိုးလင်းတဲ့ခါကျတော့အဖေနဲ့လည်းတွေ့ရောကလေးကပြောတယ်ဖေဖေသားနိုင်ငံရေးကိုရေးလဲနားလဲသွားပြီဟာအဖေကအံ့အားတွေတင်ဒါမင်းဘလို့နားလဲတာလဲပြောစမ်းပါဦးဒီလိုပေါ့ဖေကသားပြည်သူမဟုတ်လားဟုတ်တာပေါ့ပြည်သူကိုအစိုးရကမျက်နှာလွှဲပြီးတော့တခုခုနဲ့ဟောက်နေတဲ့အချိန်မှာဟုတ်တာပဲသူ့အမေကအစိုးရကိုသူ့ကိုမျက်နှာလွှဲနေတာပေါ့အမေကမတိကြိုးချင်ပြုတ်နေတဲ့အချိန်မှာအလုတ်သမားလူဒန်းစားနဲ့အရင်းရှင်လူဒန်းစားကပလူးနေကြတယ်တဲ့အဲ့ဒီအချိန်မှာပဲသားတို့ရဲ့အနာဂတ်ကတော့ချီးထဲမှာလူးနေတာပေါ့ဖေဟာအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အဲ့လိုအီးထဲမှာလူးမနေအောင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အခုအချိန်ကစပြီးလှတဲ့လှအောင်ကျွန်တော်စောစောကပြောတဲ့ဤသုံးလုံးရဲ့အာသုံးလုံးရဲ့ဒီသုံးလုံးရဲ့သုံးခုကိုအချိုးကျကြကျွန်တော်တို့ရဲ့ကျင့်ဝတ်ကိုကျွန်တော်တို့ထိမ့်သိမ်းရင်းနဲ့ဝိုင်းလှုပ်သွားကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုအမြန်ဆုံးရောက်ပါလိမ့်မယ်လို့ကျွန်တော်ပြောရင်ဒီကုန်းချုပ်ပြရစီခင်ဗျာ